မင်္ဂလာညာချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့စာရေးဆရာလေးမောင်ရေးသားထားတဲ့ရွာကန်မုတ်ဆိုးငပိန်နဲ့အန်တရယ်ကြီးတဲ့တောဆိုတဲ့တောတွင်းဇာတ်လမ်းကောင်းတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာတောင်ရိုးမပင်ကြီးရဲ့ထိပ်ပြားထက်စီမှာရွေအုပ်အောကန့်ငယ်လေးတစ်ကောင်လေးတွဲတဲ့တွန်းသားကလေးမှာရွေရာတီရဲ့တရုတ်ကိုပြပြအောင်လို့ဖော်ထုတ်လေးတယောက်ပါနေရာကတော့ချက်ရှာဆုံးစကန်ဖြစ်ပါတယ်အခုတစ်ခေါက်အမဲပြေထွက်တဲ့အကြီးကအလဲရိုးမှာအတွင်းစီကိုရွာကန်မုတ်ဆိုးငပိန်မှာသူတို့စကန်မှာပြောင်းတဲ့ဆိုင်အုပ်တွေရောက်ရှိနေပြီဖြစ်လို့ဒါရောက်ပြီးတော့ပြစ်ခတ်ဖို့ခေါ်သည့်အတွက်ပဲရောက်လာခဲ့ရတဲ့ခရီးစဉ်ပါခရီးစဉ်ကတော့ရန်ကုန်မှလဲကူဖောင်ကြီးပဟိုဝန်တန်းတက္ကသိုလ်ထိုမှတစ်ဆင့်တောင်ကျရီတို့စီးစင်းရာဝါချောင်းအတိုင်းမတ်ဆယ်ကိုဝါချောင်းမွေးနီအုံတုံးပင်အုံးသေးပင်အထက်ပင်ကျွန်တော်တို့အဖွဲ့ကြက်ရှာဆုံးစကန်အထိုင်ချရာစီကိုရှောက်တဲ့အခါမှာ3နာရီတောင်မှထိုးနေပါပြီတောကလည်းနှက်တယ်လို့ရွက်ချွေတော်များဖြစ်သည့်သဖြင့်လေးအဝိမှာရော်ရွက်ဝါကလေးများတို့ကအဖြုတ်ဖြုတ်နဲ့ကြွေးချလို့နေပါတယ်အဖွဲသားအားလုံးပင်ယူဆောင်လာကြတဲ့တနတ်တို့ကိုတစားချင်းဖြုတ်ပြီးတော့တိုက်ချွတ်လို့စီကျွေးနေတဲ့အချိန်မှပဲညံ့ကျက်လေးခွေးတွေဂုံမင်းတော်အဆက်မှာကြောင်ငပိတွင်ကိုအနံ့ရလို့အတင်းတွင်းကိုအနံ့ခံပြီးတော့ရှက်နေကြတယ်သွားပြီးတော့တူးလိုက်ကြမလားရွာကန်မုတ်ဆိုးငပိန်မှာလှမ်းပြီးတော့မေးလိုက်တဲ့အတွက်ပဲရန်ကျဲပြန်ပြီးတော့ဖြေးလိုက်ပုံကတော့မင်းကြောင်ငပိကကြွက်လောက်ရှိတာကွာခင်းစားဘလို့ရမှာလဲကွမုတ်ဆိုးခရမ်းကျင်လေးပါလေးဆိုဟုတ်တုတ်တုတ်ညံကျဲပြောလိုက်တဲ့စကားတို့ကလည်းဟုတ်တော့လေဟုတ်ပါတယ်တောထဲမှာရှိတဲ့တောချောင်များတို့ကလည်းမျိုးစိတ်တို့ကအများသားကလားကြောင်မြင်းကြောင်ပါကြောင်မိတန်တို့ဝရောင်းကြောင်ပြောက်နွယ်တန်းလျှောက်ကြောင်ကိုပြောခြင်းဖြစ်ပါတယ်ကြောင်ဝန်ပိုက်စားတဲ့အချိန်3-40အထိရှိတတ်ကြတယ်ကြောင်ကြီးမျိုးတွေအပြင်အသေးဆုံးလဲကျွက်လောက်ရှိတဲ့ကြောင်ငပိလိုအကောင်လောက်အထိရှိကြပါတယ်အခုရွာကန်မုတ်ဆိုးငပိန်ပြောတဲ့ကြောင်ကပိဆိုတဲ့အမျိုးကတော့တောချောင်မျိုးသိပ်တာဆိုပါတယ်သူတို့တွေနေထိုင်ကြသည်ကတော့ကြွက်တွေလိုမြေတွင်းအောင်ပြီးတော့မြေကြီးထဲမှာနေတဲ့အမျိုးပဲဖြစ်ပါတယ်စားတောက်ကြတဲ့အစားအစာတို့ကတော့အသီးအညွန့်နဲ့အရွက်တွေတစ်ဦးတစ်ပူတို့အကြီးဆုံးသောအကောင်မှာမြေကျွက်လောက်သာရှိပြီးတော့သူ့ကိုယ်မှထွက်တဲ့အနက်မှာငပီးနံအလွန်ကိုမှနမ်းပါတယ်မုတ်ဆိုးများနဲ့တောသူတောင်သားတို့မှာအဲ့ဒီအကောင်မျိုးကိုဖမ်းဆီးရမိခဲ့လျင်အမွှေးကိုရင်တွေဖြောပြီးတော့အမွှေးနှုတ်လိုက်ပြီးချက်ပြုတ်ပြီးတော့စားတော့တဲ့အခါငပီးနန်းကမနန်တော့ပါဝတ်သားလိုအခောက်အစီနဲ့အသားတွန်းတဲ့အလွန်အမင်းကိုမှစားလို့ကောင်းတဲ့အကောင်ကလေးမျိုးပဲဖြစ်ပါတယ်ညံ့ကျဲကထိုကဲ့သို့အကောင်အသေးလေးကိုကျွန်တော်တို့အဖွဲ့စားလို့မလောက်တဲ့ဖြင့်ကြီးကြီးမားမားဟင်းစားရမယ်မုတ်ဆိုးခရမ်းချင်းကြီးလိုအကောင်မျိုးကိုပြစ်ခတ်ဖို့ပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီအတွက်ငပိန်ကလည်းမုတ်ဆိုးခရမ်းချင်းကဘယ်အချိန်သွားပြပြရှားပါတယ်ကွာကြောင်ငပိကရှားတယ်လေရှားလဲရှားခဲ့တယ်အကောင်မျိုးပဲကဲဟင်းစားလေးသွားပြီးတော့ရှားလိုက်ရအောင်တနတ်ယူပြီးတော့လိုက်ခဲ့ဒူးမဲလိုအကောင်မျိုးလောက်ဆိုရင်တော်ပြီလားသူ့ရဲ့အပြောကြောင့်ပဲကျွန်တော်တောင်မှအာမေဒိတ်တန်ထွက်လို့သွားရပါတယ်သူ့ကိုကြည့်နေမိလိုက်တယ်လို့အဖွဲသားတွေအားလုံးရဲ့အကြည့်မှလည်းသူ့စီကိုရောက်သွားသည်ကအမှန်ပါသူ့အပြောကတမားကုံပြလိုက်တဲ့အပြောမျိုးကြောင့်ပါပဲဘာကြောင့်ဆိုတော့သူပြောလိုက်တဲ့ဒူးမဲဆိုတဲ့ခြေမျိုးကတော့ရှိပါတယ်အလွန်ကုန်မှရှားပါတဲ့ဂျီမျိုးဖြစ်နေတာကြောင့်ပါအချို့သောတောများတို့မှာအခုသူပြောလိုက်တဲ့ကြီးကိုတော့တောကြီးကြီးလို့လည်းခေါ်ကြပြန်ပါသေးတယ်အလွန်ရှားပါတဲ့အမျိုးအစားဖြစ်ပြီးတော့အကောင်တစ်သောင်းမှာတစ်ကောင်လောက်ကိုတွေ့ရခဲ့တော့တယ်ခြေ30တရေအစိမ့်ဆိုတဲ့စကားအရာတောတောင်များတို့အတွင်းမှာအများဆုံးတွေ့ရတဲ့ကြီးမှာတော့အလွန်ကြီးတဲ့အကောင်ဒီအချိန်30တသားရဲ့ပဲဖြစ်ပါတယ်အဲ့ဒီအတွက်အထက်ကတင်ပြခဲ့တယ်လို့ခြေ30ဆိုတဲ့စကားပေါ်လာဟန်ပင်ဖြစ်တော့တယ်သူ့ပါတော့လေသူပြောတဲ့ဒုံမဲဒါမှမဟုတ်တောကြီးခြေဆိုတဲ့အကောင်မျိုးကအလေးချိန်စက်ကွန်ပါ20တသားအထိကြီးတတ်တဲ့အကောင်မျိုးပါအခုသူပြောလိုက်တဲ့စကားမှာတော့မုတ်ဆိုးခရမ်းချင်းဆိုတော့လေအလွန်ရှားပါတဲ့အကောင်ကမှယူမလားဆိုတဲ့စကားကတော့
အတော့ကိုပါတာသွားနေသည်ကအမှန်ပါညံကျင်မှာပွိုင်တူးတူးတနက်ကလေးကိုခေါ်လို့ကြည်တောင်ပြောင်းရင်ကိုသွင်းပြီးမောင်းတင်လိုက်ပြီးတော့သူ့ရဲ့ဦးဆောင်ရာအနောက်စီကိုလိုက်သွားတာကိုတွေးလိုက်ရပါတယ်ပွိုင်တူးတူးကြီးဆိုတာက၄မျိုးရှိပါတယ်ငှက်ပြစ်တနက်မျိုးဆိုတော့လေကျွန်တော်တို့နိုင်ငံမှာကြီးစံကလိုအပ်တယ်လို့ပေါ်ပေါ်မြတ်မသုံးနိုင်တဲ့ပြင်ပဲအဲ့ဒီကြီးလေးမျိုးနဲ့လိုက်ဖက်မဲ့အကောင်များတို့ကိုနှိုင်းချိန်ပြစ်ခတ်နေရတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်စက္ကန်းနောက်ကျောစီမှာတနက်ပြစ်တံကလေးတစ်ချက်ကိုကြားလိုက်ရပြီးတော့တိတ်ပြီးတော့မကြလိုက်သူတို့နှစ်ယောက်ပါကြီးတကောင်ကိုခြေနဲ့လက်တွေကိုလွယ်ကျိုးနဲ့တုပ်ပြီးတော့ဘွားတစ်လုံးတည်းတက်ရှူထမ်းလာပြီးပြန်လာချသည်ကိုတွေးလိုက်ရသဖြင့်သားကောင်ကိုလှမ်းပြီးတော့ကြည့်လိုက်တော့အချိန်20နီးပါးရှိတဲ့ကြီးတကောင်ပါသူပြောတဲ့ဒူးမဲချီပင်ဖြစ်နေတာကိုအံ့ဩစွာတွေ့မြင်လိုက်ရတယ်ကျွန်တော်တို့တနတ်များကိုတိုက်ချေကိုစေးကြောပြီးကြပြီးမလို့အနားယူရင်းနဲ့အရက်တောင်းနေတဲ့အချိန်မှာသူတို့ကခြေကိုအရေးချဘိုက်ကိုခွဲသူကခွဲဥကိုထုတ်သူကထုတ်ခြေကားဖမ်းယူကဖမ်းဝမ်းတင်းသားကိုချက်သူကချက်အသားတွေကိုခုတ်ထည့်ပိုင်းပြတ်ပြီးတော့ကြော်သူကကြော်ကင်သူကကင်ကြနေမလို့ထမင်းစားချိန်ကိုစောင့်နေပါတယ်အချိန်ကရှားနေတာမလို့တောတောင်အကြောင်းနဲ့သားကောင်တွေရဲ့အခြေအနေများတို့ကိုမင်းပြတ်လို့ဒေးလိုက်ပြီးတော့တယ်ကိုပိန်မောင်ရင်ပြောတဲ့သားကောင်အုပ်ကဘယ်နေရမှာလဲကျိန်ဒီတော့ပံမှာလှဲ့ပတ်လို့နေကြတယ်ပို့ပြီးတော့တေးကြအောင်မရက်ဖြန်ကျွန်တော်တို့ခြေရာလိုက်ပြီးတော့ကောက်ရင်တွက်ဆလို့တော့ရပါတယ်သေချာပေါက်ကိုပြည့်ရမှာပါသားကောင်တွေရောပေါ်ရလားကွာအိုးပေါ်မှာပေါ်ဒါပေမဲ့သားကောင်ကြီးတွေနောက်ကိုအဓိကထားပြီးတော့လိုက်ကြမယ်ဆိုတော့တွေးတဲ့အကောင်တိုင်းကိုလိုက်ပြီးတော့မပြစ်မိဖို့ကအဓိကကြတယ်လေဒါတော့ငါတို့ကသဘောပေါက်ပြီးသားပါဒါကြောင့်မလို့ဟင်းသားအတွက်တနက်ကလေးတွေပဲယူလာခဲ့ကြတယ်လေတနက်လည်းပါလာတာပဲစားပင်ဆောင်လို့ရတာပေါ့လေတနက်ပါလာရင်တော့ဟင်းစားကမငတ်ပါဘူးစားပင်တွေကတအားပဲဟုတ်လားဘာအပင်တွေလဲကွာစားပင်ဆိုတာကအခုချိန်ကစားပင်တွေတီးကြမဲကြတဲ့အချိန်ဆိုတော့စုံတာပေါ့လေတလောကကျွန်တော်ဝန်တကောင်တော်မှရှားလိုက်သေးတယ်ဗျဟုတ်လားဘာနဲ့ပြစ်တာလဲဘာနဲ့မှမပြစ်ဘူးဒုံးနဲ့ရိုက်တက်ပြီးတော့ရလာတာဟာတဲဟုတ်ပါလားကိုပင်ရဘလို့ရိုက်ခဲ့တယ်ဆိုတာပြောပါဦးသူမူးလဲနေတော့ဝင်ရိုက်ပြီးတော့ယူလာခဲ့တာလေဘာကွာဝန်ကမူးလဲနေရအောင်သူတို့ကအရက်တွေပါတွေတောက်လို့လားကျွန်တော်ကတော့ဝန်တကောင်မူးလဲနေတာကိုဒုံးတဲ့ဝင်ပြီးတော့ရိုက်သည်ဆိုတဲ့ဖြင့်တန်တော်မေးလိုက်တယ်လို့သူစကားကိုနားထောင်နေကြတဲ့အဖွဲသားအားလုံးတို့မှလည်းတန်တော်နဲ့သူ့ကိုပိုင်းပြီးတော့ကြည်ရင်နဲ့အကိုကြီးဦးသိန်းလွင်မှာတော့ဝန်ကဘလို့ဖြစ်လို့မူးလဲနေရတာလဲကွာပြောစမ်းပါအောင်ကိုပင်ရဲ့ကျွန်တော်တို့မှာအမှန်တကယ်မသိသေးတဲ့ကိစ္စမလို့တန်တော်ဖြစ်နေကြသည်ကိုသူကကျွန်တော်တို့မျက်နှာကိုလိုက်လံပြီးတော့ကြည့်နေရင်းကနေဟိုအသီးနဲ့ဟိုအပွင့်ကိုစားလို့လေဗျာဟာဘယ်အသီးနဲ့ဘယ်အပွင့်လဲကွာပြောစမ်းပါဦးဟိုအပင်ရဲ့အသီးနဲ့အပွင့်လေဗျာနေပါဦးဘာပင်ပါလိမ့်ပြောတော့မယ်ဆိုရင်မေ့တယ်ဗျတတိတွေကတိတ်ပြီးတော့မကောင်းတော့ဘူးသူကခေါင်းကိုကုတ်မျက်စိကိုမိတ်ပြီးတော့စဉ်းစားလိုက်ပါတယ်အတန်ကြာတော့မှပဲအဲတတိရပြီဗျာမဲဆဲပင်ဟုတ်တယ်မဲဆဲပင်ကအသီးနဲ့အပွင့်တွေကိုစားပြီးတော့မူးလဲနေတာဘာလဲကွာမဲဆဲပင်ဆိုတာရှင်းပါအောင်ကွာဘလို့အပင်မျိုးလဲဒီလိုဗျမဲဆဲပင်ဆိုတာခမည်းတော်ကြားပူးကြမှာပေါ့အများကြားပူးနေကြတာကမြစ်စုကနတ်ပန်းပင်ဆိုတဲ့အပင်ရဲ့အသီးနဲ့အပွင့်ကိုပဲစားကြတာလေဟုတ်လားအန်ဩဆရာပဲနော်ဘလို့မျိုးစားကြတာလဲကွာပြောစမ်းပါဦးဒီလိုလေဗျာအဲ့ဒီလိုအချိန်အခါမျိုးမှာတီးပင်စားပင်တွေကတီးကြပွင့်ကြတဲ့အချိန်မျိုးဆိုတော့တောနေတတဝါတွေကလည်းဘယ်နေရာကဘယ်အပင်ရှိတယ်ဘယ်အချိန်မှာဘယ်အသီးဘယ်နေရာမှာတီးတယ်ဆိုတာသိကြတယ်ဗျဘယ်အသီးကိုစားရင်ကောင်းတယ်ဘယ်အသီးအပွင့်ကိုစားရင်ဘလို့ဖြစ်တတ်တယ်ဆိုတာကိုသူတို့တဘာဝအသီးနဲ့သိနေကြတာကိုအဲ့ဒီမှာဘဲဆဲအပင်တွေပွင့်တဲ့အပွင့်အကြောင်းကိုသူတို့လည်းသိကြမှာပေါ့အဲ့ဒီအသီးနဲ့အပွင့်ကိုစားရင်ဘူးတတ်တယ်နောက်ပြီးတော့အသက်အန္တရာယ်မဖြစ်ဘူးမူးပြင်းရင်ပုံမှန်ပုံစံမျိုးပြန်ဖြစ်တယ်ဆိုတာကိုသူတို့တွေသိကြမှာပေါ့လူတွေအတွက်အရက်တောက်တယ်လို့မျိုးနေကြမှာပေါ့လေအချိန်ရောက်ရင်အဲ့ဒီအပင်စီကိုအကောင်တွေကရောက်လာကြတာပဲဗျဟုတ်လားဘာကောင်တွေကရောက်လာတတ်ကြတယ်လေကိုပင်ရဲ့ကျွန်တော်သိရသလောက်တော့တောဆင်ရိုင်းတွေလည်းပါတယ်တောဝက်တွေလည်းတွေ့တယ်ဂုံတွေကိုလည်းတွေ့ရတယ်အထူးသဖြင့်ဝန်တွေကတစ်ပင်တက်တော့အပင်ပေါ်တက်ပြီးတော့ခုစားကြတော့ပို့ပြီးတော့မူးတာတွေ့ရတယ်တောဆင်ကိုင်းရလဲသူ့ရဲ့နှပေါင်းတွေလှမ်းဆွဲလို့ပြီးတဲ့နေရာတော့အသီးအပွင့်ကိုစားကြရတာဆိုတော့
နဲပါတယ်ဗျာတောဝက်ဆိုတာကတော့သူတို့မစားနိုင်လို့မြေအပြင်မှာကျန်နေတဲ့အပွင့်တွေလောက်ကိုစားကြရတာပေါ့အထူးသဖြင့်တော့ဝန်တွေကိုအတွေ့များတယ်လေဘလို့စားကြတာလဲကွာပြောပါဦးဘဟုတုတာပေါ့อืมမဲဆယ်ပန်းတွေပွင့်ကြတဲ့အချိန်မှာဝန်တွေကအပင်ပေါ်ကိုတက်ပြီးတော့ပန်းနဲ့အသီးအဆန်တွေကိုစိတ်ကြိုက်စားပြီးတော့မူးလာကြတော့အောက်ကိုဆင်းပြီးတော့ပြန်ကြတယ်ဒါပေမဲ့အစားလွန်သွားကြသလားတော့မသိဘူးလေသူတို့အတိုက်ကိုမပြန်နိုင်ကြတော့ပဲလမ်းတောင်ဆက်ပြီးတော့မလျှောက်နိုင်ပဲဒီမာတင်လဲနေကြတော့ကျွန်တော်တွေ့ပြီးတော့ရိုက်တန်လာခဲ့တာပေါ့ရွာကန်မုတ်ဆိုးကိုပဲပြောဆိုတဲ့စကားကြောင့်ပဲကျွန်တော်အတော်ကလေးတန်းအပ်တော့ဖြစ်သွားမိတာနဲ့အတူပြန်ပြီးတော့မေးလိုက်မိတီကတော့ဒါဆိုရင်ငှက်ကြပင်လိုမျိုးဖြစ်မှာပေါ့နော်မဟုတ်ဘူးဗျငှက်ကြပင်ကတော့အဲ့ဒီငှက်ကအပင်မှာနားပြီးရင်အောက်ကိုပြုတ်ချပြီးတော့ရေကြီးနဲ့စောင်းမိလို့လာတော့ပြင်မသိဘူးဗျသေကိုသေတာဗျကျွန်တော်ကကချင်ပြည်နယ်ဘက်စီကိုရောက်တော့တွေ့ကြုံပို့ခဲ့တဲ့ငှက်ကြပင်မျိုးအထင်နဲ့မလို့မေးကြည့်လိုက်တဲ့အခါမှာမတူညီချောင်းကိုသူကပြပြတဲ့ဖြင့်သိလိုက်ရတော့တယ်ကျွန်တော်တို့အဖွဲ့ကချင်ပြည်နယ်ဘက်ကိုရောက်တဲ့အခါမှာတော့သားကောင်ချီဟာအနောက်စီကိုလိုက်ကြရင်နဲ့တစ်ပင်တစ်ပင်အောက်မှာငှက်ကလေးများတို့မြေပြင်မှာအတုံးအယုံတင်နေကြတာကိုတွေ့လိုက်ရတဲ့ဖြင့်ရွာကန်မုတ်ဆိုးကချင်လူမျိုးခေါင်းထောင်းကိုမေးကြည့်တဲ့အခါမှာအဲ့ဒီအပင်ဟာငှက်ကြပင်ဖြစ်ကြောင်းပြောတဲ့ဖြင့်ပဲတန်တော်ဖြင့်သိလိုက်ရတဲ့အတွက်ပဲမေးကြည့်ခြင်းပဲဖြစ်ပါတော့တယ်ဂျီသားရဲ့ဝမ်းထဲသားချက်ကကြက်နေပြီးတော့အသားတွေကိုกินထားတဲ့နေရာဘီးဖို့ကြီးဘက်စီမှာအသားတုံးများတို့စီမှာထွက်လာတဲ့အစီရည်တို့ကြောင့်ပဲမီးဖို့ချင်းအတွင်မှာမီးရဲများစီကိုကြာဆင်းနေမှုကြောင့်ဟောက်ကနေရှဲကနေအတန်တို့နဲ့အတူတင်းပြန်းတဲ့အတန်ကလေးများတို့ကြောင့်ဘိုက်ကလည်းဆာလာပြီးမှလို့အသားခင်တဲ့အသားကြော်များကိုဝိုင်းပြီးတော့စားတော့လိုက်ကြပါတယ်ဘိုက်ကပြေးတင်းသွားပြီးမှလို့ဘသူမှပင်ထမင်းကိုပင်မစားနိုင်ကြတော့ပါမနှက်ဖြန်သားကောင်တွေအနောက်ခြေရာခံပြီးတော့လိုက်ကြရှာမှာတော့စားတော့ကြဖို့တော့ဒီအတိုင်းပဲထားလိုက်ကြပါတယ်လူစကားပြောတဲ့မျိုးဖြင့်အော်မီတန်ပေးနေတဲ့ဖိုးကုန်းငှက်ကလေးနှစ်ကောင်မှာစက္ကန်းရဲ့ကောင်းရင်ဘတ်ဖတ်သန်းပင်ထိပ်ပြားထက်စီမှာတီးဆိုနေကြတဲ့အတန်ကကျင်တူးစရာကောင်းပါတယ်အဲ့ဒီငှက်ကလေးတို့အပြန်အလှန်အော်တန်များတို့နဲ့အတူစက္ကန်းအရှိကိုရွာကန်မုတ်ဆိုးတွေလှင်းနေဆက်ရောက်လို့လာကြတယ်အိုးခွက်ရိတ်ခါပစ္စည်းတွေကျွန်တော်တို့အဖွဲ့လဲပေါ်ကိုတင်းဆောင်လိုက်ကြပြီးတော့မယမ်းပတ်စီကိုစတင်ပြီးထွက်ခဲ့ကြပါတော့တယ်လမ်းတစ်ကြောင်းမှာတော့တောတောင်အထက်ထက်ရှုအသွက်တွေပြောင်းအချားတို့ကိုဖြတ်ပတ်ပြီးဝိတ်ကာဝိုက်ကလာခဲ့ကြရင်နဲ့ဦးချံစုံစစ်စကန်းစီကိုရောက်ရှိလို့လာခဲ့ပါတယ်နောက်ထပ်ဇက်ကျိုးဆိုတဲ့စစ်စကန်းကိုဖြတ်ကျော်ပြီးမှကျွန်တော်တို့လူရစကန်းချမဲ့နေရာစီကိုရောက်ပါလိမ့်မယ်လူရခီးစီကိုရောက်တဲ့အခါမှာညက်တဲ့တောင်အတော်စောင်းနေခဲ့ပါပြီစကန်းချဖို့တတ်မှတ်ထားတဲ့တောကြီးအတွင်းကိုဝင်ရောက်ပြီးတော့တင်းနဲ့ဝါးတွေကိုခုတ်ကြပါတယ်သူများတွေဓာတ်တွေအိတ်ဆက်ချဖို့ထိုးပြီးသားတဲဟောင်းကလေး၅လုံးကရှိနေပြီးတော့တစ်ခုတ်ဝါခုတ်သူတို့ကလည်းတဲများအရှိကွက်လက်မြေပြောင်ပြောင်ပါမီးပိုကြီးပြီးမှဝိုင်းထိုင်ပြီးတော့အရက်တောက်နေကြရဲ့စကားပြောလို့နေကြပါတယ်ကျွန်တော်တို့လဲတွေသူတို့စီကိုရောက်တော့အားလုံးကပင်ဝမ်းသာအားရနဲ့ပစ္စည်းတွေကိုကူးချပေးပြီးသူတို့နေထိုင်ကြတဲ့တဲများအတွင်းကဖယ်ပေးကြပါတော့တယ်လွတ်နေတဲ့တဲနှလုံးအပေါ်မှာယူဆောင်လာကြတဲ့ပစ္စည်းများနဲ့တနတ်တွေကိုတင်ဆောင်လိုက်ကြပြီးတော့လူငယ်များတို့ကထမင်းဟင်းချက်ဖို့အိုးခွက်များကိုပြင်နေကြပါတယ်ကျွန်တော်ကတော့တောရဲ့အခြေအနေနဲ့သားကောင်တို့ရဲ့အခြေအနေကိုသိရှိစုံစမ်းဖို့အတွက်တစ်ခုတ်ဝါခုတ်သမားတို့စီကိုရှောက်လန်းလို့သွားလိုက်ပါတယ်ဒီစကားမှာညဘက်ဆိုရင်အေးအေးဆေးဆေးရောရှိကြရဲ့လားဗျကျွန်တော်ရဲ့အမေကြောင့်ပဲသူတို့အထက်မှာအသက်ကြီးကြီးလူတစ်ယောက်ကစိုးလိတယ်အေးပါတယ်ဗျတခါတလေတော့အနောက်ဘက်ကဝါတော်ကြီးကိုတောစင်ရိုင်းအုပ်ကဝင်ကပ်ပြီးတော့အစာစားကြတယ်ဒီဘက်ကိုတော့လာပြီးတော့အနောက်အရှက်မပေးပါဘူးပြောင်းအောင်နဲ့ဆိုင်အောင်ဒီဘက်ကြတယ်ဆိုဟုတ်ပါတယ်ဟို3ရက်လောက်ကတော့တွေးမိတယ်ကျွန်တော်တို့လုပ်ငန်းခွင်တော့မဝင်ရဲကြဘူးဒါဆိုရင်ညဘက်ကိုကင်းဆောင်အိတ်ဆရာမလိုဘူးပေါ့ကျွန်တော်တို့ဒီမှာဇက်တဲချလာတာကြပါပြီဘာမှမဖြစ်တော့ကင်းဆောင်ပြီးတော့အိတ်ဆရာမလိုပါဘူးစိတ်ချလက်ချတာနားကြပါဗျာကျွန်တော်တို့လည်းချက်အိတ်ကြံ့လို့ပါပဲကျွန်တော်တို့မှာညစာကိုစားတောက်လိုက်ကြတယ်စားတောက်ပြီးစီးတဲ့အခါမှာတွေကာလပင်ဖြစ်စေကမူရိုးမအတွင်းပိုင်းစီမလို့တစ်ကြီးဝါကြီးရှို့မြောင်တောင်တန်တောင်သွဲများတို့အကြားမလို့အေးဓာတ်ကလွှမ်းမိုးလာတယ်လို့အပေါင်တို့ပတ်စီကိုလည်းလူလာပါတော့တယ်ကျွန်တော်ကတဲကလေးများအရှိမ
တစ်သားချောက်ကြီးများတို့ကိုဖြတ်တောက်ခွဲစိတ်ထားတဲ့ဘီးဘိုကြီးအတွင်းထင်းချောက်တုံးများကိုထပ်မံထိုးထည့်လိုက်ရင်လည်းကြောပိုးအိတ်အတွင်းမှာအသင့်ယူဆောင်လာတဲ့ဗနီလာကျိုးနှချောင်းတဲ့စောင်းတစ်ထဲကိုထုတ်ပြီးတော့ဘေးမှာကပ်ပြီးတော့ပေါက်နေတဲ့ရေသပန်းပင်ကြီးရဲ့ဒုတိယစာအမြင့်လောက်မှာကျိုးတစ်ချောင်းတဲရဲ့အောက်ခြေတိုင်းမှာကျိုးတစ်ချောင်းတို့ကိုတုပ်ချလိုက်ပြီးတော့ဆောင်းရဲ့တစ်ဖက်စာများတို့မှာကလေးပွက်ခန့်ချီတဲ့နေ့အတိုင်းချီလိုက်ပါတယ်ပြီးတဲ့နောက်မှာခေါင်းစုပ်ကိုဆွတ်လိုက်ရင်လည်းတထက်ကိုထည့်ပြီးဓာတ်နိုင်မီနဲ့အတူတွဲပြီးတော့အဒီးမှာထားလိုက်ရင်လည်းတက်ရောက်ပြီးတော့ပေးဆက်အနားယူလိုက်တော့တယ်ပြောင်းချီယာများကိုတွေးကြရတဲ့မယန်းချောင်းမြောက်ပြားကျိန်နီတောစီကိုကျွန်တော်တို့အဖွဲ့ရှောက်ရှိကြပြီးတော့တစ်ခုတ်သမားတွေပြောတဲ့ပြောင်းချီယာများတို့ကိုလိုက်လံအကဲခတ်ကြည့်ရှုလို့နေလိုက်မိကြတယ်ချီယာများတို့မှာအုတ်လိုက်သွားထားသည့်တော့လေအခေါင်းတွေပင်ဖြစ်ပါတယ်အဲ့ဒီချီယာများတို့အပေါ်မှာလက်လက်ဆက်ဆက်တက်ကောင်းတဲ့မချသေးမီအချိန်တွင်ကလှည့်လည်ပြီးတော့သွားထားတဲ့ချီယာအတစ်တစ်ခုကိုတွေ့မြင်လိုက်ကြပြီးတော့အဲ့ဒီချီယာကိုနောက်ကျောင်းစီမှာလိုက်သွားခဲ့တဲ့အခါမှာအောင်တော်ကြီးအောက်ခြေမှာရှိတဲ့ကြောက်ပြန်အိုင်အတွင်ရှေ့ဆင်းတော့ပြီးတော့လံဘဲတော်ကြီးနဲ့ချိန်ခါတော်ကြီးတို့ကိုကျော်လေးရဲ့စားပင်တို့ရှိရာဒရွေမြက်ဝါတောငပြောပင်တို့ရှိရာတောတန်းကြီးစီကိုတီနေပါတော့တယ်ကျွန်တော်တို့မှာတဖြည်းဖြည်းနဲ့ခြေဟာကောက်ရင်နဲ့သားကောင်ကြီးနောက်စီကိုလိုက်သွားခဲ့ကြပါတယ်အဲ့ဒီခါမှာရှေ့မှာဦးဆောင်ကသွားနေတဲ့ဘုတ်ဆိုးကြီးတွေဖြစ်ကြတဲ့အဖကောင်ငပိန်အကိုကြီးဦးသိန်းလွင်တို့မှာအဖမထင်တွေးလိုက်ရတဲ့မြင်ကွင်းကြောင့်ပဲတန်းလက်ဆခြေလံတို့ကိုရက်တန့်လိုက်ကြပါတယ်အတောင်းမှလိုက်လာကြတဲ့ကျွန်တော်တို့အဖွဲ့ကလည်းရက်လိုက်ကြရင်နဲ့သူတို့ကြီးတဲ့နေရာစီကိုလှမ်းပြီးတော့ကြည့်လိုက်တော့ဘေးပြင်းမှာတိရွက်ခက်စိမ့်စိမ့်လူလူကလေးများကိုတရွက်ချင်းချွေချဖြန့်ကင်းထားသည်ကိုတွေ့လိုက်ရပါတော့တယ်အချို့သောအချက်တို့မှာအပေါ်မှဖိထားခြင်းခံရသည်မလို့အတန်ငယ်နွမ်းနေတဲ့အသွင်မျိုးပါအမတ်တမတ်ကြည့်လိုက်ရင်တော့တိရွက်စိမ့်များကိုမြေပြင်မှာဖြန့်ခင်းပြီးတော့လူတစ်ယောက်ကအဲ့ဒီအပေါ်မှာတက်ရောက်ပြီးတော့အိတ်ဆက်သွားတဲ့တံမျိုးပါပဲအဲ့ဒီအချိန်မှာကိုပိန်ကတော့အဲ့ဒါဂုံးတကောင်အိတ်သွားတဲ့အိတ်ရပဲလေမုတ်ဆိုးကိုပင်ပြောလိုက်တဲ့စကားကြောင့်ပဲကျွန်တော်တို့အမှန်ကူမှအန်အောလို့သွားကြမိပါတယ်ဝုန်းလေးအခုကဲ့သို့တိရွက်တွေကိုဖြန့်ခင်းပြီးတော့အိတ်ဒီဆိုတာကိုကျွန်တော်တို့မသိတာတော့အမှန်ပါအန်အောစရာအလွန်ကူမှကောင်းတယ်လို့ဖြစ်နေသည်မလို့ကျွန်တော်တို့အဲ့ဒီနေရာမှာအတန်ကြာငေးမောကြည့်ရှုဒေးလိုက်မိကြပါသေးတယ်အတန်ကြာကြည့်ရှုလိုက်ပြီးတော့ရှေ့ကိုဆက်ပြီးတော့ပြောင်းချီယာအနောက်ကိုလိုက်ခဲ့ကြတဲ့အခါမှာလုံးဘက်မှာလူကြီး၃ဘတ်စာခန့်ရှိပြီးတပြူပင်ကြီးထက်လူတရက်တတအမြင့်ရှိတဲ့ပင်စီလုံးကြီးမှာဒုံတွေပေးနေတဲ့ပြောင်ကြီးမှာလက်ပြင်ရသဖြင့်ပင်စီလုံးကြီးနဲ့ပို့တိုက်အရာပြေထားတဲ့နေရာမှာအခေါင်များကွာပြီးတော့ပင်စီမှာထင်းချန်နေတဲ့နေရာကိုကျွန်တော်တို့အဖွဲ့အကဲခတ်ပြီးတော့ကြည့်နေလိုက်ကြပါတယ်သို့ပါတော့လေသားကောင်ကြီးထွက်ခွာသွားရာဦးတီချက်ကတော့မကြီးပေါက်တော်များရှိရာဘတ်စီကိုဦးတီလို့နေပါတော့တယ်ကြည့်ရသည်မှာဦးကျိုကိုလည်းတွေးသွားပုံရပါတယ်အဘဲကြောင့်ဆိုတော့ပင်စီလုံးကြီးမှာခဏနှက်စိုးကြိုဖြင့်ထိုးထားတဲ့ပုံစံအပြင်အဆေးများတို့ကထွက်နေတဲ့အတော့ပါအဘဲကြီးသာပြစ်ခတ်ကြသည်မလို့ကျွန်တော်တို့အပွဲမှာတနက်ကြီးများကိုသာကိုင်ဆောင်လို့ထားကြပါတယ်သို့ပါတော့လေရွာခံမုတ်ဆိုးများတို့ကတော့တထက်အသေးကလေးပွိုင်တူတူဘရူနိုကိုတော့အောင်သူကလွယ်ပိုးလို့လာခဲ့တယ်ကျွန်တော်ကလက်ဆွဲတော်နှလုံးမျိုးကိုကိုင်ဆောင်ထားသည်မလို့ညာဘက်ပြောင်းတွင်မှကြီးကိုထုတ်ပြီးတော့ဘောကြီးမာကြီးကိုတွဲပြောင်းထည့်လိုက်ပြီးမောင်းထိန်ကလုတ်ကိုအထောက်ကိုဆွဲလိုက်ပါတယ်အောင်သူမင်းသနက်ကလေးတဲ့ကိုခေါနက်လောင်ကြီးကိုထည့်ထားတော့ကျန်တာကိုတော့ဟောလို့တွေထည့်ထားအဲ့ဒီချိန်မှာအပါကောင်းအတန်ကထွက်လို့လာသည်ကတော့ကိုပိန်နဲ့ကိုသိန်းလွင်တို့အဖွဲကဒီလမ်းအတိုင်းသွားပြီးတော့ဘဲဘက်လမ်းကိုလိုက်ရင်ကွဲသားကိုတွေ့လိမ့်မယ်အဲ့ဒီကရှင်ပေါင်တန်းလိုက်ခြေတန်းလုံးမစီနော်လက်စော့ချောင်းပြားကိုရှောက်လိမ့်မယ်အဘကောင်ပါလှမ်းပြီးတော့ပြောလိုက်ရင်လည်းလူစုခွဲလို့နေပါတော့တယ်ဒီနေမြေကသူတွေ့ကြုံပြစ်ခတ်ပူတဲ့နေမြေမလို့တောတောင်အနေထားကိုသိရှိလို့နေပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ကိုလည်းဘိုးလေးတို့အဖွဲကဟိုမှာလှမ်းပြီးတော့ပြင်းနေရတဲ့ခအုံးပင်ကြီးနာကလူစုခွဲမြောက်ဘက်ကိုစုံတက်ချောင်းပြားတီနော်ငါတို့အဖွဲကဒီလမ်းကြောင်းအတိုင်းတောတိုးပြီးတော့ဝင်မယ်တနတ်တန်ကြားရမှာလူစုမယ်သားကောင်ကြီးကလွဲပြီးတော့ဘလို့အကောင်မျိုးကိုမှမပြစ်ကြလိမ့်နဲ့အဘကောင်ပါပြောင်ကြီးအနောက်စီကိုလူစုခွဲပြီးတော့လိုက်ကြဖို့လမ်းညွန်လို့နေပါတော့တယ်တော့ကတော့မကြီးပါဘူးတော့ဆိုပေမဲ့လက်မဲတော့ရှင်းပတတ်တော့ဘွားတပုတ်တော့ထမတိုင်းတော့မြောက်ခါပတ်တော့ရေငန်းတန်တော်
ကျိန်ချက်ခတ်ဝါးနယ်ငပြောတော်များတို့ရောနောပေါက်နေပြီးတော့ပြောင်တဲ့ဆိုင်လိုအကောင်ကြီးများတို့အပြင်အခြားသောသားကောင်များတို့လည်းနားနေအိတ်ဆက်ပုံကိုကြဖို့ကောင်းလာတဲ့နေရာများတို့စီကိုဖြတ်တန်းကြရမှာဖြစ်ပါတယ်ကိုဦးနဲ့ရင်ကြိုင်တနတ်တွေကိုတတိထားပြီးတော့ကိုင်တော့ကျွန်တော်ကရွာကန်မုတ်ဆိုးနှစ်ယောက်ကိုတတိပေးလိုက်ခြင်းဖြစ်ပါတယ်အကြောင်းမှာတော့သူတို့နှစ်ယောက်ကင်ထားတဲ့တနတ်တွေမှာနှလုံးပြူးလို့ဆိုတော့လေစိုင်းပေါင်းများဖြစ်နေကြတာကြောင့်အခုလိုအောက်ခြေချုပ်တဲ့ခြုံတွေပေါ်တဲ့တောမြို့မှာအမတ်မတင်တနတ်မောင်းကိုခြုံတွေများနဲ့ညှိတတ်ကြပြီးတော့အချင်းချင်းကိုအန်ဒီရဲ့ပြန်ပြီးတော့ပေးတတ်တဲ့တနတ်မျိုးဖြစ်တဲ့အတွက်ပါအဲ့ဒီအတွက်ပဲကျွန်တော်ကရှေ့ဦးဆောင်သွားနေရင်လည်းသူတို့ကိုလှမ်းပြီးတော့တတိပေးလိုက်ရခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာခလန်းလန်းစီမှာတောတိုးတန်ကြီးကိုပြောခနဲ့ကြားလိုက်ရတာနဲ့အတူပဲတနတ်တန်သုံးချက်မှာတောကြီးကိုဖုံးလွှမ်းသွားသည်ဆိုတော့လေအတန်ကတော့တိုးပါတယ်ပြတ်ပါတယ်တို့ပါတော့လေတောချက်မှာတော့ကတောက်တန်ညံသာပေးရင်နဲ့အဝေးစီကိုပြေးထွက်သွားတာနဲ့အတူပြောခနဲ့တောတိုးတန်ကြီးများတို့ကိုဇက်တိုက်ဆိုသလိုကြားလိုက်ရတော့တယ်ကျွန်တော်တို့အုပ်စုတနတ်အတန်တွေသားကောင်ကြီးတစ်ကောင်ရဲ့ရုံးရင်းဆန်ကတရင်တရိုက်တောတိုးပြီးတော့ပြေးလွှားတဲ့အတန်တွေကိုကြားလိုက်ရသဖြင့်ဒီဆက်ရာခြုံတဲ့တောများအတွင်မှာဒီဆက်ရာတစ်ပင်ကြီးများစီကိုလျင်မြန်စွာပြေးကပ်ပြီးတော့အကာအကွယ်ယူလိုက်ကြပါတယ်ထို့သောအကာအကွယ်ယူလိုက်ကြရင်လည်းအစင်သင့်ပြက်ခတ်နိုင်မှုအနေအထားမျိုးနဲ့တနတ်များနဲ့အတန်ချားစီကိုလိုက်လံပြီးတော့ချိန်ရွယ်ကြရင်လည်းမမိတ်မတုံကြေးရှုလို့နေလိုက်ကြတယ်ကျွန်တော်နဲ့အောင်သူနေရာယူထားတဲ့အကာအကွယ်ယူထားကြတဲ့အပင်ကြီးမှာတစ်စိမ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာဖြစ်ပါတယ်အပင်ကြီးကိုမော့ပြီးတော့ကြည့်လိုက်တော့လူတရက်တသားအမြင့်လောက်စီမှာဘွားဆောင်ကိုင်းတကိုင်းတွေးလိုက်ရသည်မလို့အောင်သူကိုဘွားဆောင်ကိုင်းတက်စီကိုလင်းမြန်စွာတက်ရောက်စေခိုင်းလိုက်တဲ့ဖြင့်လင်းမြန်စွာပင်တက်ရောက်ကနေရာယူထားလိုက်သည်ကိုတွေးလိုက်ရတော့တယ်သားကောင်ကြီးရဲ့တပြောပြောနဲ့တောတိုးတဲ့အတန်ကျွန်တော်တို့မျက်နှာမူထားရာအရှုပ်တော်အတွင်မှာရာဘတ်ကွက်တာကိုဖြတ်ပြီးအဖာကောင်းတို့အပွဲရှိရာမြောက်ဘက်စီကိုဦးတည်ပြီးတော့ရှိတ်ခနဲ့လင်းမြန်စွာပြေးလွှားနေသည်ကိုတွေးလိုက်ရပါတော့တယ်မဲမဲအယောင်ကြီးနဲ့ကြီးမားတုတ်ခိုင်တန်းဆွမ်းလာတဲ့ပြောင်ကြီးတစ်ကောင်ဖြစ်ပါတယ်သားကောင်ကြီးရဲ့ပြေးအားလုံးမှာလင်းပြန်လွန်သဖြင့်ပဲတနတ်မောင်းခလုတ်ကိုပင်ဆွဲညစ်ချိန်မချလိုက်ပါအပေါ်စီးမှာပြစ်လိုက်တဲ့ပွိုင်တူးတူးတနတ်ကလေးရဲ့အတန်သုံးချက်ဆက်ထိုင်ထွက်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်အောင်သူရဲ့လက်ချက်ပဲဖြစ်ပါတယ်အပေါ်စီးမှာနေရာယူထားတဲ့သားကောင်ရဲ့ပြစ်ကွင်းကိုကိုထပ်ပို့ပြီးတော့အသုံးချလိုက်ခြင်းဖြစ်တော့တယ်ဘိုးလေးနေတဲ့အကောင်ကြီးမဟုတ်ဘူးဗျာမဲပြောင်ပြီးတော့ကြီးလိုက်တဲ့အကောင်ကြီးတစ်ပင်ထက်ခိုင်းဂိုင်းခွဆောင်မှာထိုင်ထားတဲ့အောင်သူကကျွန်တော်ကိုလှမ်းပြီးတော့အားရဝမ်းသာပြောပါတယ်ကျွန်တော်ကအပေါ်ကိုမောလိုက်ပြီးပါဇက်ကိုလက်နဲ့တိတ်ပြီးတော့စကားမပြောဖို့တားလိုက်တော့မှငိမ့်လို့သွားတော့တယ်မြောက်ဘက်စီကိုဦးတီတော်တို့ကပြေးလွှားသွားတဲ့ပြောင်တီးကောင်ကြီးမှာတူးရှိမှရှိနေတဲ့ရင်ငန်းတော်နဲ့မတိုင်းတော်အုံများအတွင်းစီမှာတတက်နဲ့နှစ်ချက်လှမ်းပြီးတော့ပြစ်လိုက်ခြင်းကိုခံလိုက်ရပြန်ပါတယ်တတက်တန်နှစ်ချက်နဲ့အတူပြေးလွှားနေတဲ့ပြောင်ကြီးမှာတုံးခန့်တဲ့အပြေးရက်သွားပြီးတော့ရိုင်းလဲခါမြေပြင်မှာလေးငါးပတ်ဂျုံးပတ်ပြီးတော့လူးလိန်လိုနေတော့တယ်လူးလိန်နေတဲ့သားကောင်ကြီးကိုမှကြတဲ့သွေးတို့မှာမြေပြင်မှာမြင်လို့မကောင်းပါဘေးတိုင်လဲနေရင်လူးလိန်လိုနေရမှာပဲခေါင်းထောင်လာပြီးတော့ကျုံးပြီးတော့ထားလိုက်ရခေါင်းထောင်မရပဲမြေပြင်မှာခေါင်းဆိုင်ပြီးတော့ဖင်ပူးတောင်းထောင်တဲ့ပုံစံမျိုးဖြင့်ပတ်ချတဲ့ခန်းနေတီကိုတွေးလိုက်ရတာမလို့ညာဘက်ပြောင်းတွင်ထဲသွင်းထားတဲ့ဘောချီမာကြီးနဲ့ပြစ်လို့ပြီးစခန်းသိမ့်ပြေလိုက်ရပါတော့တယ်ဘေးတိုင်အနေထားမလို့ရှေ့လက်ပြင်နောက်နှလုံးစီကိုပြက်ခတ်ခြင်းခံလိုက်ရတဲ့ပြောင်တီးကောင်ကြီးမှာမြေပြင်မှာဘေးတိုင်လဲပြီးတော့အတန်ငယ်လူးလိမ့်လိုနေရင်နဲ့အတန်ကြာတဲ့အခါမှာဂျိန်တက်လို့သွားတော့တယ်ကျွန်တော်တို့အပွဲလူပြန်ပြီးတော့စွန့်မိကြတဲ့အချိန်မှာဓမ္မနာကြီးကိုကြည့်လိုက်တော့ညနေဘက်စီကိုရောက်မဲ့၄နာရီပင်ကြောနေပြီမှလို့ကျွန်တော်ကပဲကဲဘလို့ဆက်ပြီးတော့စခန်းသွားကြမလဲစခန်းချရာကိုပြန်ပြီးတော့တဲကြမလား၄နာရီကြောနေတော့အချိန်ကရပါမလားကျွန်တော်ပြောလိုက်တဲ့စကားကြောင့်ပဲအဘကောင်တဲ့အကိုကြီးဦးသိန်းလွင်လိုနှစ်ယောက်မှာတယောက်မျက်နှာကိုတယောက်ကြည့်လိုက်ကြရင်လည်းရွာကန်မုတ်ဆိုးကိုပိန်ကိုသဘောထားတောင်းဆိုလိုက်ကြပါတယ်စခန်းကိုပြန်တယ်ပို့တော့မလွယ်လားဘူးပိတ်တာချိန်900အထက်ဆိုတော့လဲနဲ့တင်လို့လဲနိုင်မှာမဟုတ်ဘူးဓွားလဲကိုဒီကိုအချောင်းမောင်းလာလို့တော့မှအတော်ခက်ခက်ကိုမောင်းရမှာအမှန်တော့လေ
သူပြောတဲ့စကားတွေကဟုတ်ပါတယ်ကျွန်တော်တို့သားကောင်ကြီးနောက်ခြေရာကောက်ပြီးတော့လိုက်လာခဲ့ကြရအခုပြောင်ကြီးကိုပြစ်ခတ်ပြီးလဲနေတဲ့နေရာကတောင်သွဲတောင်လက်မောင်မှာရှိုးနဲ့ပြောင်တို့ကိုဖြတ်ပြီးလိုက်လာခဲ့ကြရသည်မလို့လမ်းကလည်းကြမ်းတမ်းတယ်အခုပြောင်ကြီးလဲကြပြန်တော့လေစကန်းချာစီကိုပြန်တဲ့ပိုးဆိုတီကဘလို့မှမလွယ်တဲ့ကိစ္စပါပဲကဲလောက်သူရဲ့ရှာပြီးတော့ခိုးကြကွာအဘကောင်ကပြောဆိုလိုက်သည့်အတွက်ညံကျဲကတော့လောက်တရွက်ခိုးပြီးတော့ဘာလုပ်မှလဲဘာရဲ့ဟာဟိုမှာနင့်ပထွေတွေတယုံဖြစ်နေတာဘာလုပ်ရမှာလဲအဘကောင်မှာပြောင်သေးကြီးကမှတနတ်ထရာများမှာစီးပြီးတော့ထွက်ကြနေတဲ့သွေးတို့ပေါ်မှာရင်မမဲရိုင်းကောင်ကြီးတို့ကတကုန်းကုန်းတယုံယုံနဲ့ထပြီးတော့ပြန်လိုက်ကြပြန်ပြီးတော့ဓားလိုက်ကြနဲ့ဖြစ်နေသည်ကိုတွေ့ပြင်လိုက်ရပါတော့တယ်အဘကောင်ပြောလိုက်တော့လေညံကျဲကပြန်ပြီးတော့မေးနေပြန်လာတော့ဒါကြောင့်ကျွန်တော်မေးနေတာအဘရဲ့လောက်တရွက်ခုပယုံနဲ့ဒီကိစ္စကပြီးမှလားဒီအကောင်ကြီးကိုဘာလုပ်မှလဲပြန်ပြီးတော့တဲဖို့လုပ်မလားဒီမှာပဲဖြတ်ကြမလားဘာဆက်ပြီးတော့လုပ်မလဲလို့မေးတာအချိန်ကအမောင်ဘက်ကိုလွန့်နေပြီလေညံကျဲပြောလိုက်တဲ့စကားကြောင့်အဘကောင်တတိပြုလိုက်မိတီကတော့အပန်းဖြစ်သွားသည်မလို့ညံကျဲကိုပြုံးပြကဝန်ခံလိုက်ရတယ်အပန်းတော့မုတ်ဆိုးလုံးကြသူများဖို့တော့သားကောင်များကိုပြစ်ခတ်ကြတော့လေအခုလိုမျိုးသားကောင်ကိုပြစ်ခတ်ပြီးတဲ့အခါမှာနောက်ဆက်တွေပြဿနာတို့ဆိုသည်ကလွယ်တဲ့အလုပ်တော့မဟုတ်ပါခြေလက်ကိုနှွယ်ကြိုးတုပ်ပြီးတော့ဝလုံးနဲ့တက်ရှိုထမ်းပြီးပြန်လို့ရတဲ့သားကောင်မျိုးလည်းမဟုတ်ပါအခုပြစ်ခတ်ထားသဖြင့်အသက်ပြောင်းနေတဲ့သားကောင်ကြီးကိုကျွန်တော်တို့တအုပ်စုလုံးပိုင်းပြီးတော့ထမ်းလို့မရတဲ့သားကောင်မျိုးပဲဖြစ်ပါတယ်မလွယ်ပါတကယ်လဲမလွယ်ပါညံကျဲပြောလိုက်တဲ့စကားတို့ကြောင့်ကျွန်တော်တို့လူကြီး၃ယောက်နဲ့ရွာခံမုတ်ဆိုးကိုပိန်တို့အရေးပေါ်ခေါင်းချင်းဆိုင်လိုက်ပြီးတော့တိုင်ပင်လိုက်ကြတယ်ဆုံးဖြတ်ချက်မှာတော့ပြောင်ကြီးကိုဒီနေရာမှာအရေးချပြီးခုတ်ပိုင်းလှီးဖြတ်ချက်ခင်ပြီးတော့နောက်တနေ့အသားများကိုချင်းထောင်းရက်ပြီးတော့တဲဆောင်သွားကြဖို့ပဲဖြစ်ပါတော့တယ်ဒီနေ့ညပြောင်သေးကြီးကိုဖြတ်ကြပြီးအသားတွေကိုကြက်ကင်မယ်ဆိုတဲ့အတွက်နောက်ဆက်တွဲလုပ်ရမယ်အလုပ်တို့ကမသေးမတော်လာပါကြက်စင်စောက်ဖို့အတွက်ဝါခုတ်ကြရတယ်ချိန်ဒီကျိုးရှာပြီးတော့ဖြာကြရတယ်ခင်းရှာရတယ်နောက်တည်ရွက်များရှာကြရပါတယ်အားလုံးပြည့်စုံတော့အဖွဲသားအားလုံးတို့မှာတက်ညီလက်ညီနဲ့ပြောင်ကြီးကိုအရေးချပြီးတော့ရှင်ကိုခွဲအတွင်းကလေးစာတို့ကိုနှိုက်ပြီးတော့ထုတ်နေကြပါတယ်ပြီးတော့မှအသားတုံးကြီးများကိုပေါင်လုံးတော်လှိပြကြပြီးတော့တောငပြောရွက်များတို့အပေါ်မှာရန်စိမ့်ပတ်စားနေပြီးကျက်စင်ပေါ်တင်ပြီးတော့စီထားကြပါတယ်ကျက်စင်အောင်မှာစီးတင်ထားပြီးတော့လောက်သေးရွက်များကိုအပေါ်မှာထပ်ပြီးတော့ခင်းနေတယ်အဲ့ဒီအပေါ်မှာကလန့်ဖြတ်ပြီးနောက်တစ်ဆင့်တင်ကြတယ်အရွက်များပြင်ဖြန့်ခင်းပြီးနောက်ထပ်အသားတုံးများတို့ကိုကလန့်ဖြတ်တင်ရသည်မလို့လုပ်ငန်းကတော့အဆင့်ဆင့်ပါလုံရင်းကန်ရင်းနဲ့မလို့အချိန်က9နာရီကျော်ပြီးတော့အမောင်ဘတ်စီကိုလှူလာတယ်ပြောင်သားတို့ကိုဖြတ်လို့မပြီးသေးပါအရေးထဲမှာပြောင်ရိုးကြီးတို့ကိုပစိန်နဲ့ခုတ်ပိုင်းဖြတ်တောက်ကြတဲ့အခါမှာမကြာခဏပစိန်ရိုးကကျွတ်ထွက်လို့နေရပြန်ပါသေးတယ်အဖွဲသားတို့မှာပြောင်သားတွေကိုခုတ်ထေလှီးပြန်နေကြသလိုအကိုကြီးဦးသိန်းလွင်နဲ့အောင်သူတို့နှစ်ယောက်ကတော့ရစာအထွက်ပြောင်သားတုံးကြီးများကိုမီးကင်လို့နေကြပါတယ်ရင်မမယန်းကောင်ကြီးများတို့ကလည်းဘေခဘလို့ရှောက်လာကြမှမသိပါကြက်စင်နဲ့ခုတ်တစ်ပြီးတော့ပိုင်းဖြတ်နေတဲ့ပြောင်သေးကြီးအပေါ်မှာတကုန်းကုန်းနဲ့ပြန်လိုက်ကြနားလိုက်ကြတယ်ကြက်စင်အောင်မှာပြောင်သားတုံးကြီးများတို့ကိုမီးရပူပေးမှလည်းအထက်နဲ့အောင်ဘေးပညာကြီးအောင်လို့မီးမနေမများဖြစ်ဖို့အရေးကလည်းမီးလိုက်တက်ဖို့ကလိုပါသေးတယ်လောက်သေးရွက်တွေနဲ့မီးကိုငွေများတို့နဲ့ရှိနေတဲ့အချားမှာပဲရင်မမယန်းကောင်ကြီးများတို့ကပြောင်သားတုံးကြီးများအပေါ်လာရောက်ပြီးတော့နားလိုက်ကြဥတွေကိုပါဥချသွားလိုက်ကြသဖြင့်အဲ့ဒီဥကလေးများတို့မှာအချင်းအတိုးအတွင်းမှာလောက်ကောင်ငငယ်ကလေးများအဖြစ်ကိုပြောင်းလဲလို့သွားလိုက်ကြပြီးတော့ရင်မမရိုင်းနဲ့လောက်ကောင်တို့ရဲ့တက်ခဏလေးအတွင်းဘဝကူးကောင်းတဲ့ပဋ္ဌာန်းဇတ်တို့ကလည်းအံ့ဩစရာကောင်းပါတယ်အေးပတ်စီကိုမင်းပူနေစေကမူအဖွဲသားတို့ကချွေးတန်ရွှဲဖြင့်တောတဘာဝတို့ကြောင့်သူ့တဘာဝနဲ့ဖြစ်ပေါ်လာတဲ့ရင်မမရိုင်းကောင်ကြီးများတို့ရဲ့အန်တရဲကိုရင်ဆိုင်တွန်းလှန်ပြီးတော့လှုပ်ဆောင်လို့နေကြရင်အားတတရောလှုပ်ကန်နေကြသည်ကိုကြည့်ပြီးတော့စတင်ပြီးတော့စိတ်ပြတ်လာမိသူကကျွန်တော်ပဲဖြစ်ပါတယ်ကဲအဖကောင်လက်စသိမ်းကြမယ်ဗျာအချိန်မရှိဘူးကြည့်နေရင်လည်းစိတ်ပြတ်စပြူလာသည်မလို့ပြောလို့သာပြောလိုက်ရတော့လေဖြတ်နေတဲ့ပြောင်သေးကြီးမှာ3ပုံ2ပုံပင်မပြီးတတ်သေးပါဒီပါအောင်ဘူလီရဲ့ရတန်တဲ့ရွေလေးခုတ်ထစ်ပြီးတော့ကျက်စင်ဘောကိုအရောက်ပို့ထားနိုင်မှာဖြစ်မယ်ဒီအတိုင်းထားခဲ့ရင်
လောက်တွေတွေ့ပြီးတော့စားမရဖြစ်သွားမယ်ဗျသူပြောလိုက်တဲ့စကားတီကအပန်စကားဖြစ်နေတာမလို့ကျွန်တော်ကဆက်ပြီးတော့မပြောတော့ပါကြက်စင်အောင်မိဖို့ပြီးမှပြောင်သားတုံးကြီးများတို့ကိုဝချင်များတို့ဖြင့်တတ်ရှုပြီးတော့သစိုးထိုးပြီးတော့ဘီးခင်ထားတာကြောင့်ပြောင်သားအနန်းတို့မှာလေးပြေတတုပ်တိုက်ခတ်လိုက်မှုကြောင့်ပဲတင်းပြန့်ပြန့်ရန်နံလေးများတို့ကစားလောင်နေကြပြီဖြစ်တဲ့ကျွန်တော်တို့အဖွဲ့သားအားလုံးကိုပြူဆွဲနေတဲ့အောင်ဖြစ်ပါတယ်ဒီအတိုင်းဆိုပါရင်ကျွန်တော်တို့အဖွဲ့အထိုင်ချထားစီကိုပြန်လို့ရကြမည်မဟုတ်ပါဒီမှာတွင်အထိုင်ချပြီးတော့ပြောင်သားတွေကိုအလေအလွဲမရှိအောင်လို့ထိမ့်သိမ်းချပါတော့မယ်အဲ့ဒီအတွက်ပဲကျွန်တော်တို့အဖွဲ့ဘယ်နေရာမှာဘလို့စကန်ချမည်ဆိုတာကိုအတွေးတို့ကလည်းရောက်သွားခဲ့ပြန်ပါတယ်အမှန်အတိုင်းပြန်ပြီးတော့စဉ်းစားလိုက်တော့ကျွန်တော်တို့အဖွဲ့တခြားသောလွတ်လပ်ဘေးကင်းမဲ့နေရာစိတ်ကိုလည်းသွားရောက်ပြီးတော့နေထိုင်ကြလို့ကလည်းမရပါပြောင်သားများတို့ကလည်းချက်စင်ပေါ်တင်ပြီးတော့ကင်ထားပြီးပြီမလို့ဘီးကိုပြောင်သားတို့အကြံ့ကြီးစီဖို့အလျှော်အတင်းလုပ်ပေးချမယ်တာဝန်တွေကလည်းရှိနေပြန်ပါသေးတယ်ပြန်ပြီးတော့တွေးလိုက်မိရင်လည်းရင်ဘောလိုလာမိသည်ကအမှန်ပါအချိန်ကလည်းအပေါင်ဘတ်စီကိုလုံနေပြီးမလို့ဒနိတ်တံမီတွေနဲ့ဖျောင်းတိုင်မီတွေကိုယူဆောင်လာခဲ့မိကြသဖြင့်တော်လို့နေပါသေးတယ်တောချက်ပငယ်တို့ရဲ့တွန်းတဲ့အတန်မြောက်အုပ်များတို့ရဲ့အော်ခစ်တဲ့အတန်များအပြင်အိတ်တန်းတက်ကျင်းခံများတို့ရဲ့အော်တန်များကိုလည်းဝန်းကျင်နှံ့မှကြားလို့နေရပါတယ်အဲ့ဒီအချိန်မှာပဲအဆက်မပြတ်အစားရှာထွက်ကြဖို့အုပ်စုဖွဲ့ပြီးတော့စုဝေးနေကြတယ်ခွေးဟာများတို့ရဲ့အုပ်စုဖွဲ့ဖို့အတန်ပေးခေါ်ငင်နေကြတဲ့အတန်များကိုလည်းကြားလိုက်ရပြန်တယ်အဲ့ဒီအတန်ကြောင့်ပဲလူငယ်တွေကသဘောပေါက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုလှမ်းကြည့်ပြီးအခြေအနေကိုရက်လိုက်ကြဖို့မင်းငေါလို့ပြလာကြပါတယ်ပြောင်သားတုံးကြီးများကိုခုတ်ထစ်ပြီးတော့ပိုင်းဖြတ်နေကြတဲ့အဖာကောင်းတို့အပွင့်မှာလှီးပြတ်ပြီးကြတဲ့ပြောင်သားတုံးကြီးတို့ကိုချက်စင်တက်စီကိုတင်လိုက်ကြရင်နဲ့ကဲနားလိုက်ကြမယ်ကွာခွေးရအုပ်ကအစာချထွက်ဖို့အတွက်အုပ်စုဖွဲ့ဖို့အတန်ပေးနေတာကြားရတယ်ကွာအဘကောင်မှပြောလိုက်တဲ့အတွက်ပဲလုံလက်ဆာအလုတ်ကိုတင်လိုက်ကြပြီးတော့ကြောက်ပြန့်ရေအိုင်စီကိုဆင်းသွားပြီးကိုလက်တွေကိုတန့်ဆင်လိုက်ကြတယ်ကျွန်တော်ကကြက်စင်သားမှာတနတ်တွေကိုအရေးရှိကပြစ်ခတ်ဖို့အသင့်အနေထားမျိုးနဲ့စောင့်နေလိုက်ပါတယ်မကြာမီသူတို့တွေရောက်လာကြပြီးတော့ချွတ်ထားတဲ့အဝတ်အစားတို့ကိုပြန်လဲပြီးတော့ဝတ်ဆင်လိုက်ကြတယ်ဖျက်လိုက်တဲ့ပြောင်ကြီးမှာတချမ်းသာသာပြီးနေပြီမလို့အတော်များများတော့ကျန်းနေပါသေးတယ်မတတ်နိုင်တော့ပါရင်မမေယန်ကြီးများတို့အတိနဲ့ဒီအတိုင်းထားလိုက်ကြအောင်သာရှိပါတော့မယ်ကိုပိန်နဲ့ရွာကန်မုတ်ဆိုးများလူငယ်အဖွဲ့ဝင်တို့ကတော့ရေအိုင်မအပြန်မှာတနိုင်တပိုင်းထင်းကြောက်တွေကိုထမ်းလာခဲ့ကြသဖြင့်လောင်းစားအလုံးအလောက်ရှိနေသည်မလို့တော်လို့နေပါတော့တယ်သို့ပါတော့လေကျွန်တော်ကတော့ကဲအဘာကောင်းတယ်အကိုကြီးဘလို့စကန်းသွားမလဲအောက်မှာမီးဝိုင်းပြီးတော့အိတ်ကြမလားတစ်ပင်အထက်မှာနေရာယူကြမလားစဉ်းစားကြပါဦးဗျကျွန်တော်ပြောလိုက်တဲ့စကားကြောင့်ပဲအကိုကြီးဦးသိန်းလွင်ကတော့ညီလေးငါတဲ့အဲ့ဒီကိစ္စကိုပဲစဉ်းစားနေတာကွာစောစောကတော့ဒီအပင်ကြီးအောက်မှာဘီးဖို့အလှဲ့ကြကင်းဆောင်ရင်နဲ့စကန်းချဖို့ပဲခုနကိုရဒီအတန်ကြားလိုက်ရတော့အောက်ပါတို့အတွက်အန်တရရှိနိုင်တယ်ပြောင်သားတွေကိုကြက်တင်ထားတော့အဲ့ဒီအနံ့တွေကိုအခြားသောသားကောင်တွေကလည်းရမှာပဲမလွဲမသေးတခုဖြစ်လာနိုင်မှာမလို့တစ်ပင်ကြီးထပ်ဆိုရင်ပို့ပြီးတော့ကောက်မယ်ကွာဟုတ်ပဲမင်းရရွာကန်မုတ်ဆိုတော့ပြောကြအောင်လေကွာမင်းတို့ရဲ့သဘောထားကိုဟုတ်ပါတယ်တစ်ပင်ပေါ်တက်ပြီးတော့နေရာယူလိုက်ကြတာကျွန်တော်တို့အတွက်တော့အကောင်းဆုံးပါပဲသားကောင်ကြီးတွေပေါ်တော့စိတ်မချဘူးလေရွာကန်မုတ်ဆိုးကိုပိန်ကပြောလိုက်ရင်လည်းသူ့လက်ညှိုးထိုးပြရာတောက်ကျောပတ်စီကတစ်ပင်ကြီးစီကိုကြည့်လိုက်တော့ခအုံးပင်ကြီးတစ်ပင်ဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်ဟာစားပင်ကြီးပါလားအသီးတွေကလည်းအများကြီးပဲကွာကိုယ့်ရဲ့နောက်ကျောပတ်မှာရှိနေခဲ့တော့လေသူများပြလိုက်မှတတိထားပြီးတော့ကြည့်လိုက်မိတယ်အဲ့ဒီအပင်ကစားပင်ကြီးတစ်ပင်ဖြစ်နေသည်ကိုအခုမှပဲတတိထားလိုက်မိသည်ကအမှန်ပင်ဖြစ်တော့တယ်ခအုံးပင်ကြီးကိုမော့ပြီးတော့ကြည့်လိုက်တော့10ပေအထက်လောက်စီမှအခန်းကြီး3ခန်းကဆိုင်ပြီးတော့ကတော်ထုံးနေတဲ့ပုံစံမျိုးဖြစ်နေသလိုအသီးတွေကလည်းအခိုင်းများထပ်စီမှရောင်းစုံဘောလုံးကလေးများကိုချိတ်ဆွဲထားတဲ့အသွင်မျိုးနဲ့သီးနေကြသည်ကိုတွေးလိုက်ရတော့တယ်တော်နေသေးတာကအသီးတွေကပဲ့ကန်နေပြီးတော့မပဲ့ကြသေးသည်ကတော့ပါသေးတယ်ဘာကြောင့်ဆိုတော့ခအုံးပင်ဆိုတာကစားပင်ဖြစ်တဲ့အတွက်ကြောင့်ပါသူ့အသီးကအုံးရှိသည်များကဲ့သို့အပေါ်ကွန်ကမာပြီးတော့ထုပါတယ်အတွင်းသားကတော့အလွန်ကိုမှခါနေတဲ့အရာသာရှိပါတယ်ခါချက်ကပြင်းတော့သဖြင့်အဲ့ဒီအပင်ကိုတောတလိษံတို့ရဲ့စားပင်ဖြစ်သည်ဆိုရင်ရုံတိုင်းပွဲရပင်မရှိတော့ပါအမှန်ကတော့သားကောင်များရဲ့စားပင်တစ်ပင်ပဲဖြစ်တော့တယ်
အဲ့ဒီအပင်မှာတီးတဲ့ခအုံးသီးတွေကိုတောထဲမှာနေတဲ့တလိษံများဖြစ်ကြတဲ့ဝန်ဆက်တရဲ့ခြေနဲ့ဖြူကောင်များကအလွန်နှိမ့်ချိုက်စွာစားကြပါတယ်။သို့ပါတော့လေစားကြပုံချင်းတော့မတူညီကြပါ။ခအုံးသီးမှာတော့အလွန်ဆုံးကြီးတဲ့အသီးကအုံးရှိသည့်အရွယ်ပါ။သီးကင်းစာအယောင်ဒီစိမ့်ပါတယ်။နည်းနည်းလေးကြီးလာတဲ့အခါပန်းရောင်နုနုနည်းနည်းပို့ပြီးတော့ကြီးလာတဲ့အခါမှာပန်းရောင်အရင်ပတ်စီကိုပဲ့ကန်ဒီလေအညိုရောင်မဲ့နေတဲ့အသီးများတို့ကပန်းရောင်နဲ့အညိုရောင်ဆက်ထားတဲ့အကြောင်းဖြစ်ပါတယ်။အဲ့ဒီအတွက်အဲ့ဒီအပင်ကြီးကိုကြည့်လိုက်ရင်ရောင်စုံသောဘောလုံးများကဲ့သို့ချိတ်ဆွဲထားသည့်နဲ့ကြည့်လို့အလွန်ကိုမှကောင်းတော့တယ်။အဲ့ဒီအသီးကိုသားကောင်များစားပုံချင်းကလည်းမတူညီကြပါဘူး။အဲ့ဒီအပင်နဲ့အသီးများမှာအညာခိုင်တာကြောင့်ပဲတော်ယုံလေးတန်းများကြောင့်ပဲအသီးတွေကမြေပြင်ထက်စီကိုကျွေမကြပါ။အခုလိုအသီးများမှဲကြတော့မယ့်အချိန်တောတွင်းတွေခွန်တွေကသိရှိလို့နေကြပါတယ်။အဦးမဲ့တဲ့အပင်များထက်စီကိုတက်ရောက်ပြီးဂိုင်းဆောင်မှာထိုင်ကသူလိုချင်တဲ့အသီးမှဲ့နေတဲ့အကိုင်းကိုလက်နဲ့လမ်းကဆွဲလိုက်ပြီးတော့ကြိုက်ဝါစားကြည့်တယ်။သူတို့ကြိုက်တဲ့အသီးကိုအပင်ထက်မှာပဲစားလိုက်ကြပြီးတော့သူတို့မကြိုက်တဲ့အသီးများကိုတော့အောက်ကိုပြစ်ချပါတော့တယ်။ကြိုက်ဖယ်ထားတာကိုလည်းမြေပြင်တက်စီကိုထွေးထုတ်ပစ်လိုက်တယ်။ကြံတဲ့သားကောင်များဖြစ်တဲ့ဆက်တရဲ့ဂျီနဲ့ဖြူကောင်တို့မှာဝန်တွေမစားလို့၍အောက်ကိုပြစ်ချလိုက်တဲ့ခအုံးသည်အဖက်အရွက်များကိုသာစားကြရတယ်။အထူးသဖြင့်အဲ့ဒီအပင်ထက်စီကိုဝန်တွေတက်ရောက်စားတောက်ကြတဲ့အချိန်မှာအပင်အောက်မှာအကောင်များရောက်ချီလာတတ်ကြသဖြင့်အဲ့ဒီစားပင်ကိုစောင့်ပြီးတော့ပြစ်ခတ်ကြတဲ့မုတ်ဆိုးတို့အတွက်ဘုံကိုသာမကပဲကြံတဲ့သားကောင်များကိုလည်းပြစ်ခတ်ကြရတယ်။သို့ပါတော့လေမုတ်ဆိုးလို့သူမှာအနေကြည့်လက်ဖို့အလွန်ကိုမှအရေးကြီးပါတယ်။စောစောကကြက်စင်စောက်ဖို့အတွက်ဝါးတွေခုတ်ထားကြသလိုနှီးများဖြာထားသည်ကလည်းအစင်သင့်ရှိနေကြသဖြင့်ကျွန်တော်တို့အဖွဲ့တက်ညီလက်ညီပဲခုံးမင်းကြီးအထက်စီကိုတက်လိုက်ကြပြီးတော့လင်းတစ်ခုကိုအခိုင်အခန့်ပင်တီဆောက်လိုက်ကြပါတယ်။အချိန်ကိုလုပြီးတော့လောက်ကင်နေကြသည်မလို့ကျွန်တော်ကတော့လက်မှာတနတ်ကိုကိုင်ဆောင်ပြီးဝန်းကျင်အခြေအနေကိုကြည့်ရှုနေရသလိုကြံတဲ့အဖွဲ့သားတို့ကထင်းချောက်တွေကိုကျက်စင်အောက်စီကိုလိုက်လံပြီးတော့ထဲပေးလို့နေကြသလိုမင်းညီမညီကိုလည်းလိုက်လံပြီးတော့ညှိပေးလို့နေရပါတယ်ပြီးတော့ခအုံးပင်ကြီးရဲ့ပေကျွန်တော်တို့ထိုင်ကြမဲ့လင့်စင်အောက်မှာမီးဖို့ကြီးတစ်ဖုတ်ကိုတဲလိုက်ပြီးတော့ထင်းတုံးကြီးများကိုစိုင်ပေးကထားလိုက်ကြတော့တယ်ကျွန်တော်တို့အဖွဲ့မှာလုပ်ငန်းတွေအားလုံးစီစဉ်ဆောင်ရွက်ဖို့အပြီးမှာအပင်ထက်စီကိုတက်ကြတော့ည9နာရီပင်ထိုးနေပါပြီလင်းစင်ထက်စီကိုရောက်ကြတော့ကျွန်တော်ရဲ့အဘကောင်းရဲ့ကိုပိန်အောင်သူနဲ့ရင်ကြိုင်တို့မှာခအုံးပင်ကြီးရဲ့အကိုင်းကြီးများအသီးသီးတို့မှာပကတ်တို့ကိုဆင်လိုက်ကြပြီးတော့လေးဘက်လေးတန်မျက်နှာမူပြီးထိုင်ထားလိုက်ကြပြီးကြံတဲ့အဖွဲသားတို့ကဘွားတွေနဲ့တုံနှောင်ထားတဲ့လင်းမှာထိုင်လိုက်ကြပြီးတတေလုံးပင်ပန်းနွမ်းနဲ့လာခဲ့သမျှကိုအတိုးချပြီးတော့အနားယူကြဖို့ပြင်ဆင်လိုက်ကြတယ်ကျွန်တော်တို့အတွင်မှာအကြီးပေါ်လျင်မီးထုတ်ဖို့အတွက်မောင်ရင်ချိုင်ကိုတောင်းဝန်ပေးထားလိုက်ပါတယ်မောင်းနေတဲ့အကြနားလိုက်ကြသည်ဆိုတော့လေယနေ့ညအတွက်ဘသူမှထမင်းမစားသေးပါဘူးပါလာတဲ့ဖျောင်းနိုင်ကိုမီးထွန်းပြီးတော့အကိုကြီးဦးသိန်းတွင်နဲ့ကလာကြီးတန်းညွန့်တို့နှစ်ယောက်မှမီးကင်ထားတဲ့ပြောင်သားတုံးကြီးများကိုဓားနဲ့လှိဖြတ်ပြီးအရက်အနှဲငယ်စီနဲ့စားတော့လိုက်ကြပါတော့တယ်စားနေကြသဖြင့်အကွာစားလိုက်ကြတော့လေသူတို့ကအလွန်အလောက်ကင်ထားကြသည်မလို့အတော်ကလေးအဆင်ပြေသည်ကအမှန်ပါဘိုက်ကလည်းပြေးသွားကြသလိုအရက်ကလေးများကိုလည်းအထိုက်အလျောက်တောက်ထားလိုက်ကြသည်မလို့လင်းထက်မှာပင်သူတို့ကကြောခင်းပြီးမိဆက်လို့နေကြသလိုကျွန်တော်တို့ကလည်းတနတ်များကိုစုပ်ကင်ထားကြရင်လည်းပကတ်လင်းထက်မှာပေးဆက်အနားယူနေလိုက်ကြပါတယ်ညကတော့မှောင်ပဲတိတ်ဆိတ်နေသလိုအချက်တစ်ချက်မိကုန်းငွေတွေအချမ်းမှာတောချင်ရိုင်းများတို့ကလည်းဝင်ပြီးတော့ကြိုက်ခဲခြင်းကိုခံရပါသေးတယ်တော်ကြီးတစ်ခွင်လုံးကတော့မီးဖို့အတွင်မှာမီးခဲများအပြင်ကျက်စင်အောင်မှာမီးခဲရေးရေးကလေးများစီတို့မှာအယောင်ကလေးများတို့မှာတပါမှောင်မိုက်လျက်ရှိပါတယ်အတန်ငယ်အလန်းဝေးတဲ့နေရာစီမှာစက်တစ်တဲ့အတန်များကိုကြားလိုက်ရတယ်အဲ့ဒီအတန်တွေကိုကြားလိုက်ရပြီးတထိတ်တလန့်တောတိုးပြေးလွှားတန်ကြီးကိုပါဆက်လက်ပြီးတော့ကြားလိုက်ရပြီးအဲ့ဒီစက်ကြီးတံမှာတင်ငယ်စောနဲ့နနာကြီးကြီးအော်ဟစ်လိုက်တဲ့အတန်နဲ့သားကောင်ကြီးတစ်ကောင်ရဲ့အစာမှန်သွင်းတန်ကြီးတို့ကိုပါဇက်တိုင်ကြားလိုက်ရှာပါတယ်စက်ကြီးကိုချောင်းနေတဲ့သားကောင်ကြီးမှာပြေးလွှားသွားတဲ့သားကောင်နောက်ကိုတစ်ချိန်တိုးလိုက်ပြီးတော့ကြိုက်ခဲဟန်တူပါတယ်အဲ့ဒီအချိန်ကြမှာပဲနှမ်းမတအုပ်ကဝိုင်းပြီးတော့အော်လိုက်ကြသလိုပဇင်းရင်ခွဲတအုပ်မှလည်းအားချမခံပြန်လဲပြီးတော့အော်လိုက်တဲ့အတန်တို့မှာနားကွဲလုံမတတ်ပဲတိပင်ကြီးရဲ့အထက်မှာတက်ပြီးတော့ထိုင်းနေကြတဲ့ကျွန်တော်တို့အပွဲမှာဘ
ဝန်းကျင်မှာထွက်ပေါ်လာကြတဲ့အတန်တွေကိုလိုက်လံပြီးတော့မှတ်သားလို့နေလိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲမလန်းမကန်းစီမှာဝန်တကောင်ရဲ့ဝမ်းရှုပ်တဲ့အတန်လားကျက်တဲ့တကောင်ရဲ့ဝမ်းရှုပ်တဲ့အတန်လားခံမရခတ်တဲ့အတန်တန်ကိုကြားလိုက်ရသည်မလို့ကျွန်တော်တို့လက်မှာကင်ဆောင်ထားတဲ့တတ်ထက်များတဲ့အတန်ကြားလိုက်ရစီကိုထိုးပြီးတော့ချိန်ထားမိပါတယ်သို့ပါတော့လေမိသမားကမထုတ်တဲ့ဖြင့်မပြစ်ခတ်လိုက်ကြပါဘာကောင်းမှန်းလဲမသိပါပြောင်သားတုံးကြီးများတို့ကိုချက်ကင်ထားကြတဲ့အတွက်ပဲအဒန်းအသက်တို့ကိုရှားရှိနေကြတဲ့ဖြင့်အခြားသောသားကောင်များကလည်းအချိန်မရွေးရောက်ရှိလာနိုင်ကြသည်မဟုတ်ပါလားအခုကြားလိုက်ရတဲ့အတန်မှာတော့ကျက်စင်ဘတ်စီကိုရှောက်မလာတဲ့ဖြင့်တော်သေးတယ်လို့ဆိုရပါမယ်အစမပြတ်ဇက်တိုင်တန်ရှည်ဆွဲပြီးတော့အော်ပြီးလိုက်တဲ့ကိုကလူးငှက်ကြီးတစ်ကောင်ရဲ့အော်ဟစ်လိုက်တဲ့အတန်နဲ့အတူဝန်းကျင်စီမှာပြောင်းမောင်းမှားတို့ရဲ့အော်ဟစ်လိုက်တဲ့အတန်တို့ကအသေးငယ်သူများအဖို့တော့ကြောက်စရာပင်ကောင်းနေပြီပါကလားတောကတော့ညံစီစားပြုတ်လာမှအတန်ချတော့ကျိန်တက်လို့သွားပြန်တယ်ညီနက်လို့လာတာနဲ့အတူပဲအေးကလည်းပိုးလာပြီးတော့မြူနှင်းများတို့ပတ်ပြန်းတဲ့တန်းကြောင်ပဲအောက်ဘက်မှာဖိုးထားတဲ့မီးပုံနဲ့ချက်စင်အောက်မှာရှိတဲ့မီးခဲတို့ကပြဖုံးပြီးတော့ထပ်ပူလာတဲ့အပူချိန်ကြောင့်ပဲပြောင်သားချက်ကင်ရနံ့ကလေးများတို့ကသင်းတပြန့်ပြန့်ပေါ့တကယ်လဲသင်းတပြန့်ပြန့်ဖြစ်နေပါတယ်ထို့ပြောင်သားချက်တင်နဲ့သင်းပြန့်ပြန့်ရနံ့တို့မှာအန်ဒီယာကိုဖိတ်ခေါ်နေတဲ့အတိတ်နမိတ်ဆိုတာကိုတော့သိတော့သိထားကြပါတယ်သို့ပါတော့လေအခုလောက်အန်ဒီယာကြီးမှန်းကိုတော့မသိရတာကအမှန်ပါပကတ်လင်းထက်မှာခွာထိုင်ပြီးတော့တောက်ကိုကျုံးမိပြီးတော့တနတ်ကိုစုပ်ကင်ရဲ့အတွေးတို့ကိုဖြန့်ထုတ်လို့လေးလိုက်မိတယ်ခက်အောင်တွေဝေးနေတဲ့အခုလိုတပေါင်းတွေရသည်ကာလမှာကနိုင်ကြီးအတွင်းမှာဖော်ခွဲအုပ်အောင်ငှက်ကလေးတစ်ကောင်ကလွေတေးတစ်ပုတ်ကိုလွမ်းလွမ်းဆွတ်ဆွတ်ကိုခိုးအဝေးပင်ရန်ဖျားတတ်စီမှာခေကျွေးနေတံကိုလည်းကြားလို့သိရတယ်အဲ့ဒီအချိန်မှပဲညားငှက်ကလေးရဲ့လွမ်းမောပွေတွန်ကြီးတံကိုနားဆွနေရင်အတွေးတို့ကိုစန့်ထုတ်လို့နေစဉ်အတွင်းမှာထူးထူးခြားခြားခက်လန်းလန်းစီမှာတော်တိုးလိုက်တဲ့အတိုင်းတစ်ခုကြောင့်ပဲရုတ်တရက်မျက်လုံးကိုဖွင့်ပြီးတော့အတီတရားတို့ကိုပြန်လဲစူးစီးလိုက်ပြီးအတန်ကြားလိုက်ရာအပေါင်အတွင်းစီကိုခေါင်းထောင်ပြီးတော့ဆူဆူဆက်ဆက်ကြည့်လို့နေလိုက်မိတယ်အတန်ကသူတို့တွားရောက်ပြီးတော့ကိုလက်များတန့်စင်တဲ့ကြောက်ပြန်အန်ကြီးရဲ့နောက်ကျောဘက်တောနတ်ကြီးအတွင်းစီမှာကြားလိုက်ရတဲ့အတန်ပါအတန်ကိုအသေးအချာနားဆွန်နေရင်တဲ့ဖြစ်နိုင်ခြေရှိသည်တို့ကိုစဉ်းစားပြီးတော့တောတိုးတန်များတို့ကပုံပိုပြီးတော့နီးကပ်လာသလိုစောစောကကြားလိုက်ရသည်တဲ့ပုံပိုကျေလောင်းတာတီကိုလည်းတတိပြုတ်လိုက်ပြီးတော့တယ်ဟမ်ဘာကောင်တော့ဟာအကိုကြီးဦးသိန်းလွင်မှာအဖွဲသားတို့ကိုလေးတန်နဲ့တတိပေးလိုက်တဲ့အတန်ကပေါ်ထွက်လာတယ်ကျွန်တော်ကတော့ပကတ်လင်အတွင်းမှာခါးကိုဆန့်လိုက်ရင်နဲ့အတန်ကိုအသေးအချာနားဆွန်လိုက်တော့ကြားနေရတဲ့အတန်ကြီးမှာစောစောအထက်ပို့ပြီးတော့ပြင်းလာသလိုကျွန်တော်တို့ပတ်စီကိုလားနေတဲ့အဒီအထားမျိုးမလို့အဒီမှရှိတဲ့ပင်ပန်းလုံးတဲ့တန်းကြောင့်ခိတ္တမေးဆက်အိပ်ပျော်နေတဲ့အဘာကောင်းကိုတထောင်နဲ့တိုးထိပ်ပြီးတော့လှုံလို့လိုက်တော့ချက်ချင်းနိုးလို့လာခဲ့ပါတယ်ဘိုးလေးဘာဖြစ်တယ်လဲဘာထူးလို့လဲကျွန်တော်ကိုလေတံနဲ့ပေးလိုက်တော့လေတောတိုးတန်ကြီးကိုသူ့လဲကြားနေရပါတယ်အဲ့ဒီအတွက်ကျွန်တော်ကလေတံနဲ့ပဲခိုဘက်ကအိတ်နေတဲ့လူတွေကိုနှိုးလိုက်တော့အဖကောင်းပါသူနဲ့နေသူများတို့ကိုလိုက်လံပြီးတော့လက်ကုပ်နှိုးလိုက်ရင်လည်းသူကိုယ်တိုင်ကလည်းအတန်ကြီးကြားလိုက်ရစီကိုနားဆုံးလို့နေလိုက်ပါတယ်ကြားနေရတဲ့တောတိုးတဲ့အတန်ကြီးမှာတောတောင်တွေအတင်းမှာညပုံမှန်အတိုင်းအော်မြည်တတ်ကြတဲ့သားကောင်မျိုးတို့ရဲ့အတန်ဖောက်မှန်ကိုအဖကောင်းကသိနေတယ်လို့ကျွန်တော်တို့လည်းသိနေကြပါတယ်ကျွန်တော်တို့အားလုံးကြားနေရတဲ့အတန်ကြီးကိုနားဆွန်နေကြစဉ်အတွင်းမှာပဲကြောက်ပြန်အန်ကြီးထက်စီမှထူးထူးခြားခြားအော်မြည်တန်အချို့ကိုပါကြားလိုက်ရပါတယ်ကြလိဆိုတဲ့အတန်နဲ့အတူမောင်ရင်ချိုင်ကလေးသားနဲ့ပဲမီးထိုးရတော့မလားမေးလာသည်မလို့အဖကောင်းကလည်းလေးသားနဲ့ပဲငပိတ်မင်းဘာကောင်ထင်းလို့လဲမီးမထုံးနိုင်အောင်ကွာအตาလေးငိမ့်နေကြအောင်မသိဘူးအဖရဲ့မကြုံဘူးသေးဘူးဒါမျိုးကိုနီးကပ်စွာနဲ့ကြေလောင်စွာကြားလိုက်ရတဲ့အတန်ကြီးကြောင့်ကိုင်ဆောင်ထားကြတဲ့တနတ်များတဲ့အတန်ကြားလိုက်ရစီကိုလိုက်လံပြီးတော့ချိန်ရွယ်ထားကြတော့လေမီးကိုမထိုးသေးတဲ့ဖြင့်ဘာကောင်ဖြစ်မှန်းကိုတော့ဖြင့်ဘယ်သူမှမသိကြသေးပါသို့ပါတော့လေကျွန်တော်တို့အပွဲကကိုင်ဆောင်ထားကြတဲ့တနတ်များကိုတော့ပြက်ခတ်ချတော့ဖို့အတွက်ဘောင်းများတင်ပြီးတော့အသင့်အနေထားဖြင့်ချိန်ရွယ်လို့ထားလိုက်ကြပါတယ်ကြားနေရတဲ့အတန်ကြီးမှာ
စောစောဟာတောတိုးတဲ့အတန်ကြီးလို့ထင်ရတော့လေတကယ်တမ်းမှာတိရွက်များတို့ကိုချွေချထားတဲ့မြေပြင်ထက်စီမှာတရွတ်တိုင်ပြေးဆွဲနေတဲ့အတန်မျိုးလိုအဆင်အဆက်မပြတ်တတော်လုံးတောတောညမ်းနေတယ်အခုကဲ့သို့အဆက်မပြတ်ကြားနေရတဲ့အတန်မျိုးကိုလေခိုးရခင်ကျွန်တော်တို့အဖွဲ့တောတောင်များအတွင်မကြားဘူးခဲ့တယ်လို့အတွေ့အကြုံများလည်းမရှိကြသလိုရွာကန်မုတ်ဆိုးတို့ကိုယ်တိုင်ကလည်းသူတို့ကျင်းလဲနေတဲ့တော်ကြီးအတွင်ဆိုတော့လေမတွေ့ကြုံဘူးကြသဖြင့်ထင်ကြီးတော်မပေးနိုင်ကြပါကျွန်တော်တို့ကသာဖြစ်နိုင်ခြေရှိသည်များကိုအတင်းစလိုတွေးတော့ပြီးတော့လိုက်လံစဉ်းစားလို့နေမိလိုက်ကြတယ်သိရွက်များတို့ကိုပုတ်တာဆွဲပြီးတော့ဖြတ်တန်းလို့သွာလာနေတဲ့အတန်များကြောင့်ပဲမွေကြီးများတို့ပဲလားဒါမှမဟုတ်ကကြက်စင်မှာกินထားတဲ့ပြောင်သားတုံးကြီးများတို့ကိုအောက်မှာမီးအပူပေးလိုက်သည့်ကြောင့်ထွက်ပေါ်လာတဲ့အနံ့ကိုခံပြီးတော့လိုက်လာကြတဲ့ကြက်တဲ့စင်ဝွန်ပလေအုပ်တောခွေးအုပ်ခွေးအားအုပ်တို့များလားအခုလိုတော်ကြီးအတွင်အခုကဲ့သို့အနံ့အသက်များတို့ရရှိပါကဖြစ်နိုင်တဲ့အကောင်တွေကဒီလိုအကောင်များတို့ပါပဲတို့ပါတော့လေဒါတွေလည်းမဖြစ်နိုင်ဒီလိုစဉ်းစားနေလိုက်တဲ့အချိန်ခဏလေးအတွင်းမှာပဲသူတို့ကိုလက်များတွားရောက်တန့်စင်ကြတဲ့ကြောက်ပြန့်အိုင်နောက်ကျော်တောထက်ကြီးစီမှာတပြောပြောနဲ့ရွေလျားလာရစီကိုကျွန်တော်တို့အဖွဲ့လှမ်းပြီးတော့ကြည့်လိုက်တော့တတိတ်ဆန်ကြီးတစ်ကောင်ရဲ့မျက်လုံးလိုထင်ရတဲ့နီနီရဲရဲမီးကြည့်ကဲလို့ရဲနေတဲ့ကြီးမားတဲ့မျက်လုံးတစ်စုံကိုမီးဖို့နဲ့ကြက်စင်အောင်မှရှိတဲ့မီးကြည့်ကဲများတို့အကြောင်းနဲ့ထိတွေ့ပြီးရောင်ပြန်ဟပ်လိုက်သည်ကိုကြောက်ခမန်းလေးလေးကျွန်တော်တို့အဖွဲ့မှာတွေ့မြင်လိုက်ကြရပါတယ်တွေ့လိုက်ရတဲ့မီးကြည့်ကဲနှလုံးကရုပ်ချင်းမြေပြင်ထက်မှအထက်ကိုမြောက်တက်သွားပြီးတော့ခိုဘက်ဒီဘက်အများစီကိုရွေလျားနေသည်ကိုလည်းတွေ့လိုက်ရတယ်ခိုဒီကိုလှမ်းပြီးတော့လိုက်လံကြည့်နေတဲ့ပုံစံပဲဖြစ်ပါတယ်အတန်ကြာတော့တရွေ့ရွေ့နဲ့ရှေ့စီကိုတိုးကပ်လာတယ်သားကောင်ပါမြည်သည့်အကောင်မျိုးဆိုတာကိုတော့ဖြင့်ကျွန်တော်တို့တွေမသိကြရသေးပါသို့ပါတော့လေတောတောင်များအတွင်းမှာကျွန်တော်တို့မုတ်ဆိုးလောက်ကြသူများညားပံမိထိုးပြီးတော့သားကောင်များကိုရှာဖွေပြစ်ခတ်ကြရမှာသားကောင်များချနိုင်မဲ့ဒေယာပြားတို့စီကိုမီးကိုလိုက်လံထိုးပြီးတော့ရှာဖွေချတဲ့အခါမှာလှမ်းထိုးထားတဲ့မီးရောင်စီကိုသားကောင်တွေကပြန်လဲပြီးတော့ကြည့်ကြတဲ့အခါမှာသူတို့စီပါအယောင်ပြန်ဟတ်တဲ့မျက်လုံးအယောင်ပေါ်မှာမုတ်ဆိုးလောက်ကြသူများတို့ကသားကောင်အနေအထားပေါ်မူတည်ပြီးတော့ကြီးစံကိုသူတို့နဲ့လိုက်ဖက်မဲ့ကြီးမျိုးဖြင့်ပြောင်းလဲပြီးတော့ပြစ်ခတ်ကြရတယ်ဥပမာမီးပြင်အထိုးခံလိုက်ရတဲ့သားကောင်ရဲ့မျက်လုံးရှောင်ပြန်ဟတ်မှုသည်အကြီးအသေးကွင်းအကျယ်ရောင်ပြန်ဟတ်ခံရတဲ့မျက်လုံးအယောင်မြေပြင်နဲ့အနေအမြင့်စသည်တို့ပဲဖြစ်ပါတယ်အထူးသတိထားမယ်အချက်ကတော့အခုကဲ့သို့မျက်လုံးအကြောင်ကမီးကြည့်ကဲလို့နေရဲနေပါရင်လူမုတ်ဆိုးများတို့ကိုပြန်လဲပြီးတော့အန်ဒီရဲပြီးတဲ့သားကောင်အသားစားတတဝဆိုပြီးတော့၎င်းမျက်လုံးစိမ့်တီကိုတွေ့ရရင်တော့ကြီးတရဲဆက်နဲ့အခြားသောသားကောင်များယိုတဲ့အယောင်ပြတဲ့အယောင်တို့ကိုပြန်လဲရောင်ပြန်ဟတ်ခြင်းကိုတွေ့မြင်ရမည်ဖြစ်တော့လေအသားစားကောင်များလူကိုအန်ဒီရဲပြန်ပေးတတ်တဲ့အကောင်များလိုမျက်လုံးကမရဲကြပါအခုတွေ့မြင်လိုက်ရတဲ့အကောင်ကြီးရဲ့မျက်လုံးကတော့ရဲရဲတောက်ရဲရဲနေနေတဲ့အတွက်လူတွေကိုပါအန်ဒီရဲပေးနိုင်တဲ့အကောင်ကြီးမှသိချီသဘောပေါက်လိုက်ကြသည့်အတွက်ကိုင်ဆောင်ထားကြတဲ့တနတ်အသီးသီးတို့မှာပြက်ခတ်ကြဖို့အတွက်ဘီးကိုထိုးပြီးမဲ့မောင်ရင်ကြိုင်ကိုတထောင်နဲ့ပဲတိုးထိပြီးတော့တတိပေးမယ်အလုံးမှာပဲရဲရဲနေနေတဲ့မျက်လုံးပိုင်ရှင်မှာဒေါ်တလိတ်ဆန်ကြီးကကျက်စင်အောက်မှာပြဖုံးနေတဲ့နေရာစီကိုဥတီပြီးတော့တွားနေတာကြောင့်နှင်းထိုးနဲ့ဆူချဲနေတဲ့တိရွက်ချောင်များကိုဖြစ်စေကမူတဝဝတပြောပြောအတန်နဲ့ရွေလျားနေတာကိုကြားလိုက်ရတယ်လာအကွေးကလေးနဲ့ကျေတာယာများတို့ချိုးတက်တဲ့အလင်းရောင်ကိုမြို့နေများတို့ကဖြန့်ချက်လို့ထားတာကြောင့်ပဲပုံမဝါးနဲ့မဲမဲတတန်ကြီးမှာပြောင်သားတုံးများกินထားတဲ့ကျက်စင်ကိုလှည့်ပန်နေတာကိုအပေါင်းအတွင်းတစ်ပင်ထက်စီမှာကျွန်တော်တို့အဖွဲ့အားလုံးပင်တွေ့မြင်နေရတယ်အဘာကောင်းပြစ်ကြမလားညံကျဲ့ထံမှလေသာနဲ့သူ့ဆန္ဒကိုတောင်းဆိုလာတဲ့သဘောမလို့ပဲအဘာကောင်းကပြန်ပြီးတော့ပြောလိုက်ဒီမှာတော့မပြစ်နဲ့ဟုတ်အသာဆောင်ပြီးတော့ကြည့်နေလိုက်ကြအောင်ပြစ်ဖို့လို့ရင်ငါပြောမယ်အဘအကောင်းပါလေမြည်တို့သူသဘောပေါက်ထားသည်တော့ဖြင့်မသိပါလေသာနဲ့ပင်ပြန်ပြီးတော့မပြစ်ခတ်ဖို့ပြောပါတယ်ကျွန်တော်တို့မှစိတ်မရှိစွာစောင့်စားပြီးတော့ကြည့်ရှုနေရပါမယ်အဘဲကြောင့်ဆိုတော့အဖွဲထဲမှာသူကအသက်အကြီးဆုံးဖြစ်တယ်လို့အတွေ့အကြုံကလည်းရင်းချက်သူတူဖြစ်နေပြီးတော့သူပြောတဲ့စကားတိုင်းတီကလည်းအမားနဲသည့်အတွက်နားထောင်ရပါတော့မယ်အဲ့ဒီအချိန်မှာသားကောင်ကြီးမှာကျက်စင်ဘေးမှာလှည့်ပတ်နေရမှာရက်တန်းလိုက်ပြီးတော့ကျွန်တော်တို့တက်ရောက်ယူထားကြတဲ့ခအုံးပင်ကြီးအောက်စီကိုတိုးကပ်လို့လာပါတော့တယ်
မီးပို့ကြီးမှာရှိတဲ့ဘီခဲများတို့မှာပြာပုံဖုံးခြင်းခံထားရသလိုတင်းငွေများပတ်ဖြန်းခြင်းခံထားရတဲ့အတွက်မီးတို့ကတေနေကြပြီမလို့မြေပြင်အပူငွေ့ကိုဖျက်ကျော်ပြီးတော့နင်းလိုက်မိရန်ထင်ပါတယ်။ဂေါကနေဘေးကိုပြောင်သားတစ်ချမ်းကျန်းနေတဲ့ဘတ်စီကိုရောက်သွားဟန်ထင်ပါတယ်။နှုတ်မှလည်းကြလိကြလိနဲ့အတန်ကြီးကိုကြားလိုက်ရတယ်။ကျွန်တော်တို့တက်ရောက်နေရာယူထားတဲ့တစ်ပင်ကြီးရဲ့အရေးကြောင့်ပဲအပေါင်တို့ကလွှမ်းမိုးဝင်းမှုနေသည်မလို့အတန်ကိုသာကြားနေရတယ်။ဘာကူမှတော့မတွေ့ရပါ။အတန်ကြားတဲ့အခါမှာတစ်ချဲချဲတစ်ပြဲပြဲအတန်များတို့ကိုကျွန်တော်တို့အားလုံးကြားလိုက်ရပါတယ်။အဲ့ဒီအတန်ပြင်ရှင်မမေယိုင်းအုပ်ကြီးရဲ့အထိတ်အလန့်အသင်ဖြင့်ပဲထပြီးတော့ပြန်လိုက်ကြတဲ့ဘောခနဲ့အတန်အပြင်အတောင်ပံခတ်တန်များကိုလည်းတစီစီနဲ့ကြားနေရသည့်အတွက်သာရင်ပြီးတော့စောင်းစားနေလိုက်တဲ့အချိန်မှာတက်ကြီးကြီးနဲ့ကျေလောင်တဲ့အတန်ကြီးနဲ့အော်ခဲလိုက်ပြီးတော့ဘောခနဲ့နေရာမှာတူလာယာလမ်းနောက်ကျော်ကြောက်ပြန့်အန်ကြီးဘတ်စီကိုပြေးထွက်သွားတဲ့အတန်ကြီးကိုလည်းကြားလိုက်ရတော့တယ်ကျွန်တော်တို့အဖွဲသားများတို့သည်အခုမှပဲတပ်ပြင်းမော်တို့ကိုချနိုင်တယ်လို့နဖူးမှထွက်ကြနေတဲ့ဇောကျွေးများတို့ကိုလည်းလက်ခုံနဲ့တုံနေကြရင်နဲ့အကိုကြီးဦးသိန်းလွင်ထံကအတန်ထွက်ပေါ်လို့လာပါတယ်ကြက်ခင်ထားတဲ့အသားကိုမကြိုက်ဘူးနဲ့တူတယ်တော့အသားစိမ့်တော့ပါသွားပြီနဲ့တူတယ်ကွာချင်းချိုင်မီးထိုးပြီးတော့ကြည်စမ်းကွာသားကောင်ကြီးမှာနေရာမကြောက်ပြန်အန်ကြီးဘတ်စီကိုပြန်လဲပြီးတော့ပြေးသွားသလိုသူ့တောင်းမှထက်ချက်မကွာလိုက်လံသွားကြတဲ့ရင်မမေယိုင်းအတန်များကိုတစတစဝေးကွာပြီးတော့အတန်ပြောက်သွားသည့်အတွက်ဒန်ဒိတ်တံပီးကိုကန်ဆောင်ထားတဲ့မောင်ရင်ကျိုင်ကအောက်ဖက်မှာခုတ်ထည့်လှိပြက်လို့မပြီးသေးတဲ့တောငပြောရွှတ်တို့ဖြင့်ဖုံးအုပ်ထားတဲ့ပြောင်သားတစ်ချမ်းရှိရာနေရာစီကိုအောက်ဖက်စီကိုစိုက်ပြီးတော့မီးထိုးလိုက်တဲ့အခါမှာတောငပြောရွက်များတို့ပြန်ကျဲနေတာကိုသာတွေ့မြင်လိုက်ရပြီးတော့ပြောင်သားတစ်ချမ်းတော့မရှိတော့ပါမြေပြင်မှာသားကောင်ကြီးသွားထားတဲ့စွတ်ချောင်းရှာကြီးကိုသာအထင်အရှားတွေ့မြင်လိုက်ကြရပါတယ်ဟုတ်ပါအကိုကြီးပြောတာမှန်တာပဲအကောင်ကြီးကကျန်းနေတဲ့အသားတစ်ချမ်းကိုကိုက်ချီသွားတာအမှန်ပဲဗျမွန်ကအကိုကြီးဦးသိန်းလွင်စကားကိုထောက်ခံပြီးတော့ပြောကြလိုက်သလိုရန်ကျဲကလည်းဒါနဲ့ဒီပါအောင်ဗျမသိလို့မရအောင်ပဲအဲ့ဒီအကောင်မျိုးကိုကျွန်တော်တို့တခါမှမကြုံဘူးသေးပါဘူးဘာအကောင်ကြီးတော့ဗျကိုပိန်နဲ့ရင်ကြိုင်တို့ကရွာကန်လေးဆိုပြီးတော့မင်းတို့ရောမသိဘူးလားအဖအကောင်ကတော့မုတ်ဆိုးတက်ကရှင်းသူဆိုတော့တီးလောက်ပါရဲ့ပြောပြကြစမ်းပါဦးရန်ကျဲကမသိတဲ့ဖြင့်တန်းပြီးတော့မေးလိုက်တော့လေမြည်သူ့ထံကအတန်ကထွက်မလာပါသူတို့ဘာကောင်ပြမန်းကိုမသိကြတဲ့ပုံစံပါပဲကျွန်တော်ကဖြစ်စဉ်ကိုပြန်ပြောင်းပြီးတော့စဉ်းစားမေးလိုက်တဲ့အချိန်ကအဲ့ဒီအကောင်ကြီးတီကျွန်တော်တို့ပြောင်းသားတို့ကိုကြက်တင်ထားတဲ့အနံများတို့ကိုရှားသွားသည်မလို့အဲ့ဒီအနံကိုခံပြီးတော့လိုက်လာတဲ့ပုံစံပါပဲသူ့ပါတော့လေကြက်စင်အနီးကိုသူကလှည့်ပန်နေရင်းနဲ့ခုတ်ထစ်ပြီးတော့ပိုင်းဖြတ်လို့မပြီးသေးတဲ့အသားစိမ့်နှံ့ကိုဖမ်းပန်ပြီးတော့ရှားလိုက်တဲ့အတွက်ပဲအသားစိမ့်ကိုပုံမမမောပြီးတော့အဲ့ဒီအကောင်ကြီးမှာအသားစိမ့်အနံ့ရှားတဲ့နေရာစီကိုတိုးလို့ထွက်လာပြီးကိုက်ချီသွားတဲ့သဘောမျိုးပါပဲသူဖြတ်တန်းလာရာကြောက်ပြန်အိုင်အနောက်တောတက်ကြီးအတွင်းစီကိုချီဆွဲပြီးတော့ယူသွားသည်ကအမှန်ပါမိုးလင်းတော့မှစွတ်ချောင်းကိုလိုက်ပြီးတော့မြည်သည့်သားကောင်မျိုးဖြစ်တယ်ဆိုတာကိုကြည်ရင်းနဲ့ပညာပေးဖို့အံကိုကြိတ်ပစ်လိုက်ရင်ကန်ဆောင်ထားတဲ့တနတ်ကိုဖြစ်ညစ်ပြီးတော့စုပ်ကန်ပစ်လိုက်မိတယ်ပြောင်ထီးကောင်ကြီးတစ်ကောင်ဖြစ်တဲ့အတွက်ပိတ်သားချိန်က900နီးပါးပါအဲ့ဒီအကောင်ကြီးကိုအခြေချရှင်ကိုခွဲအသားတွေကိုခုတ်ထည့်ပိုင်းဖြတ်ပြီးလို့ကျန်းနေသေးတဲ့အသားတို့ကပိတ်သားချိန်100အထက်ပါပဲထိုကဲ့သို့လက်ကျန်တစ်ချမ်းဒီပါပြောင်သားတုံးကြီးကိုကိုက်ချီမပြီးတော့ယူသွားနိုင်တဲ့အဲ့ဒီအကောင်ကြီးမှာစဉ်းစားလိုက်တော့သေးမဲ့အကောင်တစ်ကောင်တော့မဟုတ်ပါဘာကောင်ဖြစ်မှန်းတီကိုတော့မသိကြရသေးပါကျွန်တော်ကအိတ်ကအတွင်းဝက်စစ်ဘူးကလေးအတွင်းမှာရှမ်းပလိတ်ကိုထုတ်ပြီးတော့မီးတို့ပြီးတော့ဖွာဆိုင်လို့နေမိပါတယ်ချင်းချိုင်ကတော့ဖျောင်းတိုင်ပြီးကိုထွန်းလိုက်ပြီးပင်စီလုံးပေးမှာကပ်ပြီးတော့စိုက်ထူထားလိုက်တဲ့ဖြင့်အလင်းရောင်တို့ကိုအတော်အသင့်ရနေတယ်အဲ့ဒီခါမှာညံကျဲကတစ်စကန်းထားလို့လာပြန်ပါတယ်ဒီမှာဆရာကိုရင်ချိုင်တစ်ပင်မှာချိတ်ထားတဲ့ဝက်စစ်ဘူးကလေးတစ်စိတ်လောက်လှမ်းလိုက်စမ်းပါအောင်ဗျာအရေးထဲမှာရှက်လဲရှက်ပါတယ်ရှက်နေလို့လေအောင်ပြီးတော့မထားနိုင်တော့ဘူးဗျာထွက်တော့မယ်မှန်ပါတယ်ကျွန်တော်တို့အဖွဲ့သားတွေအခုလိုမျိုးတောတောင်များအတွင်းမှာတဲ့လေပြီးတော့အမဲသားကောင်များတို့ကိုပြက်ခတ်ကြတဲ့အခါမှာအခုလိုလင်းဆင်ပြီးတော့စကန်းချာစီကိုမပြတ်နိုင်ပဲတစ်ပင်ကြီးများတို့အပေါ်တက်ရောက်ပြီးတော့တညတာကုံလုံးရေးကိုစောင်းသားကြရတဲ့အခါမျိုးမှာသားကောင်များကိုလင်းဆောင်ပြီးတော့ပြက်ခတ်ကြတဲ့အခါမျိုးမှာအခုကဲ့သို့အပေါ်အလေးသွားလို့ပါကအပင်အောက်စီကိုဆင်းပြီးတော့ဆုံးလို့ကမကြပါ
သားကောင်ပေါ်တဲ့တောကြီးများတို့မလို့အချိန်မရွေးအန်ဒီရယ်နဲ့တိုးနိုင်ကြသည့်အတွက်အခုကဲ့သို့ဝက်စစ်ပိုင်းကိုအစင်သင့်ဆောင်တာချပြီးတော့မိမိကိစ္စကိုထိုဝက်စစ်ပိုင်းအတွင်းမှာဖြည့်ရှင်းရတဲ့အခြေအနေဖြစ်ပါတယ်။မောင်ရင်ချိုင်လှမ်းယူပြလိုက်တဲ့တင်းဝါကိုခုတ်ထည့်ဖြတ်ပိုင်းထားတဲ့ဝက်စစ်ပိုင်းကိုလှမ်းယူပြီးတော့ရန်ကျဲကပကတ်လင်းထက်စီမှာကိုကိစ္စကိုကိုယ်တိုင်ဖြည့်ရှင်းနေတဲ့အတန်မှာသိစိတ်နေတဲ့ညကိုတရှူးရှူးနဲ့တိုးထွက်လာတဲ့အတန်ကိုအားလုံးမှာရှားလိုက်ရတဲ့အကြောင်းမှာကလာကြီးတန်ညုံကထွက်လာသည်ကတော့ကလေးတွေကိုသူတို့ရဲ့မိဘများတို့ကရှူရှူးတဲ့အခါမှာထွက်ပေါ်လာတဲ့အတန်မျိုးနဲ့သေးတဲ့အတန်ကြောင့်ပဲကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ရီမောလိုက်ကြပါတယ်။သို့ပါတော့လေရန်ကျဲထံမှာထပ်ပေါ်နေတဲ့အတန်ကတော့ဆက်လက်ပြီးတော့ထပ်ပေါ်နေစေပါ။ရန်ကျဲတယောက်မှာအချောက်လုံပြီးတော့ထွက်လာတဲ့သေမှန်ကိုအားလုံးကသိလိုက်ကြပါတယ်။ကျွန်တော်လက်မှာပတ်ထားတဲ့နာယီကိုဖျောင်းတိုင်မိအလင်းအောင်ဖြင့်ကြည့်လိုက်တဲ့အခါမှာ12နာရီခွဲတိပါ။လူရက်ကကုံဆုံးတော့မဲ့ဖြစ်လာလို့လားတော့မသိပါ။ညမှာတော့တစားတစားရင်းရော်လို့လာတာနဲ့အတူအေးစိမ့်လာသလိုဗျူတွေဆိုင်ကမှိုင်းလာတဲ့ဝန်းကျန်တဝိုက်မှာမှောင်လိုက်တဲ့ဖြစ်ချင်းရဲ့သားမီးကိုမှုတ်လိုက်ကြတော့လေအကုန်လုံးကအဲ့လိုမချတော့ပါမျက်လုံးတွေကကြောင်းနေကြပါပြီအဲ့ဒီအချိန်မှာညံကျဲအတန်ကထွက်လို့လာပြန်ပါတယ်ငါညီမောင်ရင်ကြိုင်လေးရေစာလို့ဝက်စစ်ပိုင်းလေးပေးစမ်းပါအောင်ကွာမောရေဘူးကမင်းသားမှာချိတ်ထားတယ်ဖြုတ်ပြီးတော့ပေးလိုက်ပါနော်တောက်ရည်ထည့်ထားတဲ့ဝက်စစ်ပိုင်းကိုလည်းကြောက်ပြန်အိုင်တွင်းမှာရှိတဲ့ရေကိုထည့်ပြီးတော့တစ်ပင်အကိုင်းမှာချိတ်ဆွဲလို့ထားပါတယ်ဝက်စစ်ပိုင်းကမုံထိုင်းနေတဲ့ဘက်မှာရှိနေတဲ့ဖြင့်လှမ်းပြော်လိုက်တဲ့မောင်ရင်ကြိုင်အတန်းကြောင့်ပဲမုံကအပေါင်အတွင်းမှာတောက်ရည်ထည့်ထားတဲ့ဝက်စစ်ဘူးကိုချိတ်ဆွဲထားတဲ့တစ်ကိုင်းမှာဖြုတ်ယူပြီးတော့ညံကျဲကိုလှမ်းပြီးတော့ပေးလိုက်တယ်ညံကျဲကဝက်စစ်ပိုင်းအတွင်းမှာရေကိုမော့ပြီးတော့တောက်လိုက်ရင်လည်းဘူးဝဝအတန်နဲ့အတူဆဲဆူတန်ကထပ်ပေါ်လို့လာပါတယ်အမလေးတောက်ချင်းကရုပ်ကိုရုပ်တယ်ကွာတောက်ထားတဲ့ရေကိုအောက်ကိုထွေးပြီးတော့ထုတ်လိုက်ရင်လည်းမချင်မချမ်းတဲ့ဘုံကိုပြစ်ပြစ်နဲ့ဆဲဆူလိုက်တဲ့အတန်မှာတိတ်ဆိတ်နေတဲ့ညကိုဖုံးလွှမ်းလို့သွားသည်နဲ့အတူကျွန်တော်တို့အဖွဲ့သားများတို့ရဲ့ဝိုင်းဝန်းပြီးတော့ရှီမောလိုက်ကြတဲ့အတန်များကဝန်းကျင်ကိုလွှမ်းမိုးလို့သွားပါတော့တယ်။ဘာကြောင့်ဆိုတော့ညံချက်ကိုပြီးလိုက်တဲ့ဝက်စစ်ပိုင်းမှာသူခုနကမအောင်နိုင်တော့တဲ့ဖြင့်ပေါက်ပြီးတော့ထည့်ထားတဲ့ဝက်စစ်ပိုင်းဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ကဲငြိမ်ကြတော့ဟေအချိန်တွေကအများကြီးလိုသေးတယ်။ဘာတွေဆက်ပြီးတော့ဖြစ်လာကြအောင်မလဲဆိုတာစောင့်ပြီးတော့ကြည့်အောင်မယ်။ပြောလိုက်တဲ့သူမှာတော့အကိုကြီးဦးသိန်းလွင်ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကုံထုံဖို့ချမ်းနေသေးတဲ့ယာကြီးပိုင်းမှာဖြစ်ပေါ်လာကြအောင်ပဲပြီးလာကြပဲအန်ဒီရဲ့အစ်စ်ကိုတစ်ပင်ထက်စီကိုပြောနေတဲ့စားစောင်းဆိုင်လိုလေးလိုက်မိကြတယ်ကျွန်တော်တို့အပေါင်တူးကြီးအတွင်းအတန်းချာချာငိမ့်သက်ပြီးတော့စောင်းစားလိုလေးလိုက်ကြတဲ့အချိန်အတွင်းမှာကြက်စင်ပတ်စီမှာမထင်မှတ်တဲ့အတန်ကိုကြားလိုက်ရသဖြင့်တယောက်နဲ့တယောက်တထောင်နဲ့တို့ထီပြီးတော့တတိပေးလိုက်ကြရင်လည်းကန်ဆောင်ထားတဲ့တနတ်များနဲ့လှမ်းပြီးတော့ချိန်ရွယ်ထားလိုက်ကြတဲ့အချိန်မှာဘောင်းရဲချိုင်းကန်ဆောင်ထားတဲ့ဓံပီးအလင်းတန်းကကြက်စင်ရှိရာစီကိုအပေါင်တို့ကိုဖောက်ထွင်းပြီးတော့တန်းခန့်တဲ့ထိုးထွက်သွားတာနဲ့အတူမျက်လုံးရဲရဲတို့ကိုတွေ့မြင်လိုက်ရပါတော့တယ်အားလုံးကန်ဆောင်ထားတဲ့ပွိုင်တူတူတနတ်တန်ကလေးများကိုစင့်က၃ရက်ဆက်တိုက်ထွက်ပေါ်လာတံများနဲ့အတူတွေ့မြင်လိုက်ရတဲ့အကောင်၃ကောင်မှာစားလက်စပြောင်သားတုံးကြီးများကိုလွတ်ပြီးတော့မြေပြင်အထက်မှာလူးလိမ်ပြီးဂေတန်ငရင်ပအောင်အော်ဟစ်ပြီးတော့ငြိမ်သက်သွားကြသည်ကိုတွေ့မြင်လိုက်ရတယ်တွေ့မြင်လိုက်ရတဲ့မြင်ကွင်းမှာကျွန်တော်တို့ကြက်တင်ထားကြတဲ့ပြောင်သားတုံးကြီးများတို့ကိုမြေပြင်မှာသူတို့ရဲ့အရှိလက်နဲ့ပြစ်ပြီးတော့အာဘာတရစိမ့်ပြင်းနှစ်ပြေဝင်ပြီးတော့စားတောက်နေကြတဲ့တောခွေးကြီး၃ကောင်ဖြစ်နေကြသည်ကိုတွေ့မြင်လိုက်ကြရပါတယ်ဟာဒီအချက်ကခွေးရာတွေကအတော်ကြီးတဲ့အကောင်လေးပါလားဗျအာလူးတန်ကထွက်လာတယ်သူပြောလိုက်သည်ကလည်းမှန်းနေပါတယ်အမောင်တို့တွင်မှာလက်နှိပ်တံပြီးအလင်းရောင်ဆိုတော့လေမြူတို့ကစိုင်းနေတဲ့အချားမလို့အကောင်ကြီးတီကိုတတိထားလိုက်မိရတဲ့ပြောလိုက်သည်မလို့ကလားကြီးတန်းညွန့်ကတော့နေဘုတ်ဆိုးလုံနေတာလေကြာလာပြီခွေးဆိုရင်ခွေးအာကြီးထင်းနေတဲ့အကောင်ပဲတောက်သုံးတစားမှမကြဘူးကြည်စမ်းမအောင်ဘလို့ခွေးမျိုးလဲဆိုတာမန်ပြောကလေးပြောလိုက်သည်မလို့အဘကောင်ကဝင်ရောက်ပြီးတော့ရှင်းပြလိုက်ပါတယ်အေးကွာငညံရဲ့မင်းလည်းဘုတ်ဆိုးတက်ကလေးကရှင်းနေပြီအခုအချိန်ထိခွေးအားနဲ့တောခွေးကိုမခွဲခြားတတ်သေးပါလားအံ့ရောပဲကွာအားလုံးလည်းမှတ်ထားကြကွာအဟုတုတာပေါ့ကွာခွေးအားဆိုတဲ့အကောင်မျိုးကအုပ်စုဖွဲ့ပြီးတော့နေတတ်ကြတဲ့အကောင်မျိုးကွာသူ
သူတို့ကတောခွေးတွေလောက်မချီဘူးအလွန်ကြီးတဲ့အကောင်မှ6ပိတ်တာတသားလောက်ရဲ့ပိန်ကက်ကက်ကောက်တောက်တောက်နဲ့ကြည့်ရတာအယုတ်ဆိုတယ်သူတို့စရိုက်ကအိုးတတ်တယ်မဟောင်တတ်ကြဘူးသူတို့စားကြတဲ့အစာတွေကကြားတွေကြက်တစ်တွေတောခွေးတွေရဲ့စားကျွင်းစားကြံတွေအပြင်အခုလိုလူတွေပြစ်ခတ်ပြီးတော့ကြက်ကင်ထားကြတဲ့အစာတွေကိုလိုက်ရှာပြီးတော့စားကြတယ်ကွာသူတို့ကအစာကိုစားကြတယ်ဆိုရင်အခုလိုခိုးချောင်ကိုယ်ဝယ်မစားတတ်ကြဘူးမန်ဖီအော်ဟစ်ပြီးတော့အလူအကျက်နဲ့စားတတ်ကြတယ်သူတို့တွေမန်ဖီအော်ဟစ်တဲ့အတန်တွေကြောင့်လူတွေနဲ့အခြားသောသားကောင်တွေကခွေးအားဆိုတာသိကြတယ်လေအခုသေးနေတဲ့အကောင်တွေကဒေါ်ခွေးတွေရဲ့ရှေ့ကင်းအဖွဲပဲကွာဒီကောင်တွေကလည်းအုံနဲ့နေကြတာပဲဒါပေမဲ့အစာကိုလိုက်ရှာကြတဲ့ကင်းအဖွဲကိုထားကြတယ်တစ်ဖွဲမှာ3ကောင်က9ကောင်အထိထားကြတယ်လေဒီလိုအကောင်မျိုးတွေကအားကြီးကောင်မှစိုးတယ်ကွာကြားတွေကြက်တစ်တွေနဲ့ဘုံလိုအကောင်မျိုးထီကိုတိုက်ခိုက်ပြီးတော့စားတော့ကြတယ်မတွေ့ဘူးလားကိုမလေးသူ့အချောင်ကညိုးနေပြီးတော့အမိရနှက်နေတယ်သူတို့ကမဟောင်ဘူးကွာမအူဘူးတဲ့အိမ်နဲ့အတန်ကိုတော့ပြုတ်ကြတယ်သားကောင်အုပ်တွေထဲမှာဆိုရင်အားထဲတဲ့အကောင်တွေကိုရှေးပြီးတော့တက်ဖြတ်ပြီးတော့စားတော့တက်ကြတယ်ကွာသူကအကောင်ပိုကြီးပြီးအလေးချိန်15ကနေ20နီးပါးအထိရှိတတ်ကြတယ်သူတို့သွားတွေကခြုံပြီးတော့အားကြီးကောင်မှထတ်တယ်ကွာအခုလေသူတို့သားကောင်အနောက်ကိုကင်းရှည်ပြေအပွဲကစနေနာချရင်နဲ့ပြောင်သားကြက်ကင်အနံ့ကိုရှားကြပါလိမ့်မယ်အဓားကိုလာချောင်းကြည့်ကြရင်နဲ့စားနေတဲ့အတွက်သူတို့အုပ်စုကိုပြန်မခေါ်ကြသေးပဲခိုးကြောင်ကိုဝက်ပွဲတော်တဲနေကြရင်အခုလိုတို့ရဲ့ဖွဲ့လက်ချံမိပြီးတော့ပေပွဲဝင်သွားရှားရှာတာပေါ့ဒါကြောင့်မလို့ဗန်ဖီအော်ဟစ်တန်ကိုမကြားရတာပဲအဲ့ဒါခွေးအားနဲ့တောခွေးတို့နဲ့ပတ်သက်ပြီးတော့မင်းတို့တွေမှတ်ထားမယ်အချက်တွေပဲအဘကောင်မှာစိတ်ရှည်လက်ရှည်နဲ့ရှင်းပြလိုက်သည်မလို့အာလူတယောက်မှာအလွန်အမင်းကျေးဇူးတင်နေတာကိုတွေးလိုက်ကြရပါတယ်အဲ့ဒီအချိန်မှာအဘကောင်ကဆက်ပြီးတော့ပြောလိုက်တာကတော့ဒီ3ကောင်ကရှေပြေးကင်းအဖွဲတွေကွာသူတို့မလာရင်တောက်အုပ်ကသူတို့ကိုလိုက်ရှာကြမယ်ဆိုတော့အသာငြိမ်ပြီးတော့စောင့်နေကြဒါကြအောင်မယ်လို့ထင်တာပဲအတွေ့အကြုံရင့်ကျက်တဲ့အဘကောင်ရဲ့စကားတို့ကြောင့်ကျွန်တော်တို့မိကိုပေးလိုက်ကြပြီးတစ်ပင်ထက်ကိုနေရအတီးတီးစီမှာတနတ်တွေကိုအသင့်ကိုင်းဆောင်ရင်းနဲ့စောင်းစားလို့ကြည့်ရှုနေလိုက်ရတယ်အတန်းကြာကြာစောင့်နေလိုက်စဉ်အတွင်းမှာကျက်စင်နီးမှရှိတဲ့အပင်တပင်ထက်စီမှာတစ်ခိုင်းတစ်ခိုင်းလှုပ်ခတ်တဲ့အတန်းနဲ့အတူသစ်ရွက်များကိုပို့တိုက်တိုးဝေးလိုက်တဲ့အတန်ကြီးကိုကြားလိုက်ရသဖြင့်မောင်ချိုင်ကသူ့ကိုင်းဆောင်ထားတဲ့ဓာမီးကိုထိုးခါဝေ့ကြည့်လိုက်တော့အပင်ထက်စီကတွေ့မြင်လိုက်ရသည်ကမျိုးနီအောင်မျက်လုံးတစ်စုံပါငညံနင်းအလှဲ့ပဲကွာတလားကြီးတန်းညုံရဲ့အတန်ပဲဘီးထိုးထားတဲ့အပင်ကလည်းစုံပဒတ်ပင်ကြီးတပင်မလို့အသီးများတို့ကမှဲ့နေတဲ့စားပင်တပင်ပါစုံပဒတ်ပင်ဆိုဒီမှာပိန်းနေပင်အသင်မျိုးပါပဲအသီးကလည်းပုံစံတူတယ်အလုံးကတော့နည်းနည်းသေးတယ်အဲ့ဒီအသီးကိုတောကြောင်များတို့အပြင်ခြေပဒတ်စက်ပြူဆိုင်ပြောင်တို့လိုအကောင်မျိုးတွေကစားကြတဲ့အပင်ပဲဖြစ်ပါတယ်တစ်ပင်ထက်မှလှမ်းပြီးတော့မြင်လိုက်ကြရတဲ့မျက်လုံးပိုင်ရှင်မှာတောကြောင်တကောင်ဆိုတာကိုတော့အကုန်လုံးကသိနေကြတဲ့အတွက်ရန်ချက်ကိုပြစ်ခတ်စေခြင်းတဲ့အတွက်ပြောလိုက်ခြင်းပဲဖြစ်ပါတယ်မောင်ရင်ချိုင်ကတော့မျက်လုံးကိုမီးထောင်ပေးလိုက်တဲ့ဖြင့်တန်ထက်ကလေးကိုလှမ်းပြီးတော့ကောက်လိုက်ပြီးပြစ်ခတ်လိုက်တော့တယ်တန်ထက်တန်ကလေးကိုကြားလိုက်ရှာတာနဲ့အတူဓမီရောင်ကိုတန်းတော့ကြည့်နေတဲ့တောကြောင်ကြီးမှာရေပြင်းထက်စီကိုပြစ်ချလိုက်တဲ့အတန်ကိုပါဇက်တိုင်ကြားလိုက်ရှာပါတယ်ဒီလိုတောကြောင်မျိုးဆိုတာကိုမသိကြသေးပါရေပြင်းထက်ပြစ်ချလိုက်တဲ့အတန်ကအကြီးသားပဲဖြစ်ပါတယ်ပွဲအိတ်ကြီးကိုပြစ်ချလိုက်တဲ့အခါထပ်ပေါ်လာတဲ့အတန်မျိုးပဲဖြစ်တော့တယ်ညံကျဲမှာတော့သူပြစ်ခတ်လို့အောက်ကိုပြုတ်ကျသွားတဲ့တောကြောင်ကြီးအတွက်ဂုံယူတဲ့အနေနဲ့ဟန်ပါပါဖြင့်ဓမ္မထောင်ပြလို့နေတဲ့အတွက်ပဲမုံပြောလိုက်တဲ့စကားတို့ကတော့ညံကျဲနေမောနေပြီလားရေးသားအောင်မလားကွာမုံပြောလိုက်တဲ့စကားကြောင့်ပဲညံကျဲထဲမှာဆဲဆူတန်ထွက်ပေါ်လာသည်မလို့ကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့ရှင်ဘောလိုနေလိုက်ကြပါတယ်အတန်ကြာတော့မီးကိုပိတ်ထားပြီးတော့မိုးအလင်းကိုစောင့်စားလို့နေလိုက်ကြတယ်ကျွန်တော်တို့တွေတက်ရောက်နေရယူထားကြတဲ့ခက်အုံးပင်ကြီးထိပ်ပြားထက်စီမှာဘဲအချင်းဝင်ရောက်ပြီးတော့ခိုနားလိုက်မှမတိသေးတဲ့ဒီတော့ပုံမောင်နိုင်ရဲ့တပြန်တကြော့ဟစ်ကြီးတန်ကိုကြားရတယ်ကျွန်တော်တို့ကငိမ့်နေကြသဖြင့်အပင်တက်မှာရှိနေတာကိုသူတို့တွေကမသိချကြပါအဲ့ဒီအချိန်မှာပဲခလန်းလန်းမှဝယုံတော်ကြီးအတွင်းစီမှာတောဆင်ရန်အုပ်ကြီးတို့ရဲ့အတန်ကိုကြားလိုက်ရပါတယ်အခုမှဝယုံတော်ကြီးအတွင်းရောက်ရှိလာကြသည်မလို့ဝယုံပင်တွေကိုချိုးပယ်ပြီးတော့ဝါရက်တို့ကိုစားတောင်နေကြရင်အော်ဟစ်နေကြဟန်ထင်ပါတယ်တော်လေသေးတာကကျွန်တော်တို့ရှိရစီကိုအတန်လှမ်းနေသည်က
တော်လို့နေပါသေးတယ်ကျွန်တော်တို့အားလုံးတောဆင်ရိုင်းများကိုအတန်ကြားလိုက်ရစီကိုလှမ်းမော်ငေးကြည့်ရင်တဲ့ဓားဆောင်နေလိုက်ကြစဉ်အတွင်းမှာကျက်စင်ပတ်စီမှာအဘကောင်ပြောထားတဲ့တောခွေးတို့ရဲ့အော်ဟစ်တံမျိုးဖြင့်အော်တံများတို့ကိုကြားလိုက်ရသဖြင့်ပဲကျွန်တော်တို့အတန်ကြားရစီကိုတနတ်တွေဖြင့်လှမ်းပြီးတော့ချိန်ရွယ်လိုက်ကြတယ်အဲ့ဒီအချိန်မှာဘောင်ရဲချိုင်ကအတန်ကြားရစီကိုမီးနဲ့လှမ်းပြီးတော့ထိုးလိုက်တဲ့ဖြင့်မီးအလင်းရောင်အောင်မှာမျက်လုံးအယောင်များကိုရှောင်းပြန်ဟတ်ခြင်းကိုတွေးလိုက်ကြသည်နဲ့အတူကျွန်တော်တို့တနတ်များကလည်းပြက်ခတ်ချပြီးသားဖြစ်ပါတော့တယ်တနတ်အတန်ကြီးများတို့ကဝေါချင်းတစ်ဝိုက်ကိုဖုံးလန်းသွားသည့်အတွက်အိတ်တန်းတက်ကျင်းခံများတို့နဲ့မြောင်များတို့ရဲ့အလန်းအထိတ်အော်ခစ်ပြီးတော့ပြေးလွှားလိုက်ကြတဲ့အတန်ကြီးများတို့ကိုလည်းဇက်တိုက်ကြားလိုက်ရပြန်တယ်တနတ်ပြစ်လိုက်ကြတဲ့အတန်များတို့ကတော့အဓိကတိုက်ပွဲတစ်ပွဲဖြစ်နေတဲ့အသင့်ပါပဲဝေါချင်းမှာတော့သွေးညိနှံများနဲ့ရန်နံတို့ကလွှမ်းမိုးလို့သွားပါတော့တယ်။ဘောင်ရန်ချိုင်ကမြေပြင်မှာဘေးတိုင်လဲကျပြီးတော့တေဆုံးနေတဲ့အကောင်များနဲ့လူးလိမ့်နေတဲ့အကောင်များကိုလက်နှိပ်တံပြီးတဲ့ထိုးကြည့်နေတဲ့ဖြင့်ကျွန်တော်တို့တောကွေးများကိုရေတွက်ကြည့်လိုက်တော့စုစုပေါင်းစောစောက3ကောင်ပါဝင်18ကောင်ကိုတွေးလိုက်ကြရတယ်လို့ကျက်စင်ပါပြောင်းသားတုံးများအနှဲငယ်သာကြံရှိနေတဲ့အဖြစ်ကိုတွေ့မြင်လိုက်ကြရပါတယ်။တောချက်တွေတွန်တန်များတို့ကိုကြားအစာပြုတ်နေပြီးမိုးကားတော့လင်းတော်မှာမလို့ကျွန်တော်တို့အောက်ကိုဆင်းကြပြီးတော့ကြံရှိနေတဲ့ပြောင်သားတုံးများတို့ကိုတဲဆောင်ကြဖို့အတွက်ချင်းတောင်းများကိုရက်လုံကြရမယ်စခန်းချရာစီကိုရှောက်လန်းကြရပါအောင်မယ်အဲ့ဒါကိုတွေးရင်းနဲ့မိုးလင်းကိုစောင့်စားလို့လေးလိုက်ကြတယ်သားကောင်များတို့ကိုပြစ်ခတ်ကြခြင်းလုံးသဖြင့်ဒါရောက်ပြီးတော့ပြစ်ခတ်ကြပါတော့လေတကယ်တမ်းရရှိတော့တောတိုးရဲ့အန်ဒီရဲ့ပြန်ပေးလိုက်ပုံကအဲ့တလိုမျိုးပဲဖြစ်ပါတော့တယ်ဒါတောင်မလို့ခြေတံကြီးကိုသာကြားလိုက်ရပြီးဘာကောင်ဖြစ်တယ်မှမသိပဲပြောင်သားတစ်ချမ်းပါသွားတဲ့အကောင်ကြီးအနောက်ကိုလိုက်ဖို့မလိုက်ဖို့ကိစ္စကမပါသေးပါဘူး။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာ၄မောင်ရှိသားထားတဲ့ရွာကန်မုတ်ဆိုးငပိန်နဲ့အန်တရယ်ကြီးတဲ့ဒေါ်ဆိုတဲ့ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါခင်ဗျာ။ဇလန်လေးကိုစုံအောင်နားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ။